မင်္ဂလာပါရှင် Oreo Book for You page ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆီယာမာကျူးရဲ့အအောင်မြင်ဆုံးဝတ္ထုတွေကတစ်ပုဒ်ဖြစ်တဲ့ပင်လယ်နှင့်တူသောမိန်းမများဆိုတဲ့စာအုပ်လေးကိုဖတ်ပြပေးသွားပါမယ်ရှင်ပင်လယ်နှင့်တူသောမိန်းမများဂျူးရှိတဲ့တွင်ကမ်းပါပြက်ကြီးနှင့်အောက်ဘက်မှမြစ်ပြင်ကျဲကြီးကိုပြုံးကနေမြင်တွေ့လိုက်ရသောအခါကစုံဆိုင်လာသောမြင်းသည်ကျွန်တော်ဇက်ကျိုးဆွဲထင်းစီရမလို့ပဲတုံကနေရက်သွား၏ကျွန်တော်ဇက်ကျိုးကိုလက်မှာကင်ထားလျက်ကမြင်းပေါ်မှခုန်ဆင်းလိုက်သည့်အခါစိတ်ပီတိဟန်မတူသည့်မြင်းအားတစ်ချက်ဟီလိုက်သည်ကျွန်တော်ပြုံးလျက်တပ်ပြင်းတစ်ချက်ချမိလိုက်ခါမြင်းဤလေဆံမွေးများကိုခပ်ဖွားဖွားပုတ်သက်ချော်မောလိုက်ပါသည်မြင်းဤကိုခန္ဓာကအလိုမကျသလိုစက်ခနဲတုံသွားသေးတော့လေတဖြည်းဖြည်းပျော့ပြောင်းငြိမ်သက်သွားသည်မော်တော်မမီမှာဆိုးလိုပါမိုးနဲ့ရဲ့နော်မြင်းဤနာနာမှာကပ်၍တူတူကလေးချောလိုက်သည့်အခါမြင်းကတပ်ပြင်းတစ်ချက်မှုတ်ထုတ်ခါကျေနပ်သွားသည်ကျွန်တော်သူ့ကိုတစ်ချက်ဖွားဖွားပုတ်လိုက်ပြီးမှစက်ကြိုးကိုမှန်ထောင်ပေါ်သို့ပြစ်တင်ထားလိုက်ပြီးမြင်းလဲအနီးမှထွက်ခွာခဲ့သည်အနီးအနားမှာမော်တော်ကြိုမြင်းလဲများနေရာခက်ကျဲကျဲ၌တွေ့နေရပြီးမော်တော်ဆိုင်ရန်အချိန်နီးပြီဟုထင်၏မြင်းလဲသမားများဟိုတစုဒီတစုထိုင်သူထိုင်မတ်တရက်သူရက်ဖြင့်စကားပြောဆိုရဲမောနေကြသည်ကျွန်တော်ကိုနှုတ်ဆက်မိသူတရားမှမရှိတကယ်တော့သူတို့ထဲမှတယောက်ကိုမျှကျွန်တော်ကလည်းမသိပါကျွန်တော်ဒီသူတို့အတွက်သစိမ်းတယောက်သာဖြစ်သည်အင်းလေတကယ်တမ်းပြောရမယ်ဆိုရင်တော့ကျွန်တော်ဒီဂုံဆောင်မြို့ကလေးအတွက်လည်းသစိမ်းသက်သက်သာဖြစ်ခဲ့ပါသည်ကျွန်တော်ဒီမြင်းလဲများနှင့်ဝေးရာမြစ်ပြင်နှင့်နီးရာကံပါဆောက်၏အစွန်ဖျားသည့်ဖြည်းဖြည်းလမ်းလျှောက်လာခဲ့သည်မျက်စိတစုံကျဲပြန့်လာသောအေယာဝတီမြစ်ပြင်ကြီးသည်လှိုင်းလေကင်းစင်၍ငြိမ်သက်စွာပြန်ပြူးနေ၏အရှိဘက်ကဘာစီမှမှုန်ပြပြအစိမ်းရောင်တန်းများကိုမြင်ရ၏မြစ်ပြင်တွင်လှေငယ်များလှေကြီးများဖြင်းညင်းစွာရွေလျားနေကြသည်မြစ်ပြင်စီမှဖြတ်တန်းလာသောနက်နက်ခင်းလေသည်လက်ဆက်အေးမြကချုံငိမ့်လာ၏ကျွန်တော်လေကိုအားရပါရရှူရှိုက်လိုက်သည်ကျွန်တော်9နှစ်သားအရွယ်မှာကျွန်တော်ဘဝ၌အချစ်ခင်အတွေ့အတာရဆုံးမှာအေယာဝတီမြစ်ဖြစ်သည်ကျွန်တော်အသက်16နှစ်သားအရွယ်မှာကြတော့ကျွန်တော်ဘဝ၌အမျက်နှိုးဆုံးလူမှာမမအိမ်ဆိုးမိဖြစ်သည်ယခုအချိန်မှာကျွန်တော်ဘဝ၌အတွေ့အတာဆုံးအလိုအဆုံးအရာပါလဲဟုမေးလာရင်ကျွန်တော်အဖြေရခတ်ပါလိမ့်မည်ကျွန်တော်သည်ယခုအခါငယ်စဉ်ကလေးဘဝတုန်းကလိုအေယာဝတီကိုချစ်ခင်တွေ့တာတုန်းလားဟုမေးလင်မဟုတ်ပါဟုရိုးသားစွာဖြေမိမည်ယခုအခါအေယာဝတီမရှိသောနေရာမှာတွားရောက်အသက်ရှင်ရမည်ဆိုလင်လေအနှဲငယ်လွမ်းဆွစွာနာခံမိမည်ကလေးဘဝတုန်းကလိုဟောသည့်ဟေအာဝတီမြစ်ကြီးတစ်ခုလုံးငါတယောက်တည်းပိုင်ချင်လိုက်တာဟုသည့်မနာလိုဝန်တိုစိတ်မျိုးဖြင့်လောဘတကြီးဆွဲလန်းတွေ့တာမိသလောက်ယခုအခါမတွေ့တာမိတော့တာအမှန်ပဲဖြစ်သည်ဒါဖြင့်လေတွေလားမော်တော်တွေလားကျွန်တော်ချစ်သည့်အရာမှာမော်တော်ရီဖြစ်သည်ဟုသောမှားယွင်းသည့်ကောက်ချက်မျိုးဖြင့်မော်တော်တစ်စင်းပိုင်ဆိုင်ဖို့နှစ်ပေါင်း20နီးပါးစူးစမ်းရုန်းကန်ခဲ့ရ၏ယခုတော့ကျွန်တော်မှာမော်တော်3စင်းပိုင်ဆိုင်လျက်ရှိပြီးကျွန်တော်ပျော်ရွှင်ခဲ့ပါသလားအမှန်တိုင်းဖြေရရင်ကျွန်တော်မပျော်ပါကျွန်တော်တွေ့တာသည်ဟုထင်ရသောအရာတွေထဲမှာအိမ်ဆိုသည့်အရာမပါခဲ့ဘူးသည်မို့ကျွန်တော်မှာယခုအချိန်ထိအိမ်ဆိုတာမရှိခဲ့မမအိမ်ဆိုမိမျက်နှိုးသည့်စပါးကွင်းလေကွက်များကိုကျွန်တော်မချစ်ခဲ့မမအိမ်ဆိုမိချစ်သည့်အယူဝါဒတစ်ခုကိုကျွန်တော်မချစ်ခဲ့ဘာကိုမှကျွန်တော်မမမောခဲ့ဒါဖြင့်မောင်ဘာလို့အသက်ရှင်နေသေးတာလဲကွယ်မမအိမ်ဆိုမိကမျက်မှောင်မချီတချီဖြင့်မဲမဲလေးပြုံးကကျွန်တော်ကိုမေးခဲ့ဘူးသည်ကျွန်တော်ကမမအိမ်ဆိုမိဤသပင်ပြားကလေးကိုစုပ်ထွေးကနမ်းရှိုက်လျက်မမအသက်ရှင်နေသည်များကျွန်တော်အသက်ရှင်နေရမှာပဲပေါ့မမရဲ့မမအတွက်လေးဟုတမ်းမှတ်ရင်မှုစွာဖြေခဲ့ဘူးပါသည်အဲ့ဒီအဖြေဟာအမှန်မဲလားဟိုတုန်းကတော့ကျွန်တော်ယုံကြည်စွာပင်ဖြေခဲ့ခြင်းဖြစ်၏ယခုအခါမှာတော့ဤအဖြေသည်လိမ်ညာမှုတစ်ခုဖြစ်ခဲ့ရပြီဤအဖြေကိုပြန်တွေးမိတိုင်းမလုံမလဲရှက်ရွံ့စွာမမကိုတောင်းပန်ကြည့်ခွဲမိသည်ဒါဖြင့်အခုမင်းပါလို့အသက်ရှင်နေသေးတာလေဤမေးခွန်းကိုမမကိုစားတစုံတစ်ယောက်ကမေးလာမှာကိုကျွန်တော်ကြောက်သည်ကျွန်တော်ဖြေမိမြည်သည့်အဖြေကမျှကျွန်တော်ကိုတစ္ဆာရှိမှမဟုတ်သည်ကိုကျွန်တော်ကြိုသိနေသည်သမီးနှင့်သားအတွက်အသက်ရှင်နေတာပါဆိုလင်အလွန်လှပသည့်အဖြေတစ်ခုဖြစ်မှာကျွန်တော်သိသားပဲသို့တော့ဤသို့ကျွန်တော်မဖြေရဲပါတစုံတစ်ယောက်ကဟာတိုက်ရဲမောလောင်ပြောင်လိုက်မှစိုးရိမ်သောကြောင့်ဖြစ်သည်ကျွန်တော်ခြေပြအောက်ကကံပါဆွန်ကလေးသည်ရုတ်တရက်ပဲ့ကြွေကမြေဆိုင်မြေခဲများအောက်ဘက်မြစ်ပြင်သို့ဖွာကနေကျဆင်းသွား၏ထိုမြေဆိုင်မြေခဲကလေးများနေရာတွင်ကျွန်တော်ရောက်သွားမည်ဆိုလင်လေတိတ်တော့ဝမ်းနည်းစရာကောင်းမှာမဟုတ်ပါလောကမှာကျွန်တော်ကိုလိုအပ်သည့်သူမည်သူများရှိမနေတာကျွန်တော်သိထားနှင့်သည်ကိုလိုအပ်တွေ့တာသည့်လူသားမရှိကိုကလိုအပ်တွေ့တာသည့်လူသားမရှိဘလောက်ရိုးစင်ပြီးညီငွေ့စရာကောင်းလိုက်ပါတလဲကျွန်တော်ကလိုအပ်တွေ့တာသည့်လူသားမရှိဟုပြောလိုက်ရင်လေသမီးနှင့်သားကတော့ဝမ်းနည်းမိမည်မဟုတ်ကျွန်တော်ကသာဝမ်းနည်းရမည်ဖြစ်သည်သမီးကိုရော
သားကိုရောကျွန်တော်မလိုအပ်ပါဘူးမညှိတွယ်ပါဘူးဟူသောအသည့်စိတ်ဓာတ်ကျွန်တော်စီမှာဆွဲထင်မှတ်မိသွားစေဖို့ကျွန်တော်နှစ်ပေါင်းများစွာရည်ရွယ်ချက်မှတ်ယူခဲ့ရပါသည်ကျွန်တော်နားတဲ့တွင်အမြဲရင်းနှီးနေကြအတန်တစ်ခုခဝေးစီမှရောက်လာသည့်လေတူထဲမှမပီမသားပါလာသည်မော်တော်ဆက်တန်ကျွန်တော်နားများသည်မြစ်ရည်စီတန်ရေလိုင်းပုတ်တန်လှော်တက်တန်ရွက်ကိုလီတိုးတန်စားသည့်အတန်တဲ့တဲ့များကိုပင်ခက်လန်းလန်းမှခွဲခြားကြားနိုင်စွမ်းရှိသည်ဖြစ်ရာယခုလိုမော်တော်ဆက်တန်မျိုးကိုတော့အဝေးမှကလေးရာကြားသည်ခွဲခြားနိုင်ပါသည်မော်တော်သည်မမြင်ရသေးသည့်တောင်ဘက်ကဘာကွေဤဟိုတစ်ဖက်မှသာရှိအောင်မည်သို့တော်သူ့အတန်ကိုကြားနေရပြီဤမော်တော်ဖြင့်သမီးနှင့်သာပါလာမည်ယနေ့ပါနှင့်ဆိုလင်သမီးနှင့်သားကိုကျွန်တော်တန်ကိုင်းမော်တော်စိတ်မှလာကြိုရတာ3ရက်ရှိပြီပထမနေ့ကတော့သမီးနှင့်သားထံမှဘာတရင်မြပင်မပါလာခဲ့မိမိတော်မူအိမ်မျောလင်းချက်ကလေးကိုမြဲမြံခိုင်မာသေးချာမိစကားလေးတခွန်းတော်မှကျွန်တော်မပြောနိုင်ခဲ့မနေ့ကတော့တန်းစီပြီးဆင်းလာသည့်ခရီးသည်များကိုမျောလင်းတကြီးဆောင်နေစဉ်ခရီးသည်တဦးကကျွန်တော်နာမည်ကိုလန့်အော်စုံစမ်းပြီးသမီးတို့နောက်တစ်နေ့လာမည့်အကြောင်းသတင်းပေးသည်မိမိတော်ငွေအိမ်ဤမျောလင်းသောမျက်နှာမှာပြုံးရှင်သွားလိမ့်မည်ဟုသောအတွေးဖြင့်ကျွန်တော်စိတ်သက်သာရာရသွားခဲ့ပါသည်ယနေ့တော့သမီးနှင့်သားရောက်လာတော့မည်သမီးနှင့်သားကိုကျွန်တော်မြင်ရတော့မည်နှစ်တော်တော်ကြာကြာကွဲကွာနေသောသားအဖားတို့၏တွေ့ဆုံကန်သည်ကြည်နူးသာယာမှုပါရှိပါမလားကြည်ကွဲစရာတွေများဖြစ်နေမလားကုန်းဆောင်တို့ကျွန်တော်ရောက်ကြတဲ့ကမိမိဆန္ဒဖြင့်ရန်ကုန်သို့တန်ကြိုးရိုက်ပြီးကြတဲ့ကဤနေ့ကိုရင်ခုန်စွာကျွန်တော်စောင့်ခဲ့ရသည်ကျွန်တော်တို့၃ယောက်စားတွေ့ချင်းဘယ်လိုခံစားကြရလိမ့်မလဲဘသူကကျွန်တော်နဲ့တူပြီးဘသူကမမအိမ်ဆိုမီနဲ့တူမှလဲသို့မဟုတ်ကျွန်တော်နဲ့ဘသူမှမတူဘဲနေမလားမြေကမ်းပါမော်တော်စိတ်မှာရထားသည့်မြင်းလဲတွေမြင်းလဲမောင်းသမားတွေထဲမှာသူတို့နှစ်ယောက်ကျွန်တော်ကိုရှာတတ်ပါမလားကျွန်တော်ကိုမြင်ချင်းအဖေဟုမှတ်မိပါမလားရုပ်ရှင်တွေကလို့တားဖတွေတယောက်ကိုတယောက်ပွေ့ဖက်ငိုကြွေးမိကြမှာလားလွန်ခဲ့သော10နှစ်ကရိုက်ထားသည့်သမီးနှင့်သား၏တပ်ပုံကျွန်တော်စီမှာရှိသည်လွန်ခဲ့သည့်3နှစ်ကမှရိုက်ထားသောသမီးနှင့်သား၏တပ်ပုံတွေလည်းမိမိတော်ငွေအိမ်ထံမှရှိသည်မင်းသမီးနှင့်မင်းသားအောင်မင်းမမိမှာပါဟုမိမိကအပြုံးရဲရဲဖြင့်ပြော၏တကယ်တော့ဤတပ်ပုံတွေမရှိလင်အောင်သမီးနှင့်သားကိုကျွန်တော်မမှတ်မိစရာမရှိပါရင်သွေးများကိုတစ်ချိန်တစ်ခါတွေ့ဘူးထားသောဖခင်တယောက်သည်နောက်ပိုင်းဘလောက်ကာလကြာမြင့်သည်ဖြစ်စေဘယ်အရွယ်ရောက်နေသည်ဖြစ်စေမိမိကလေးများကိုချက်ချင်းမှတ်မိနေရမည်ဖြစ်သည်ဘာတပ်ပုံမှမလို့ဖခင်၏နှလုံးသားတွင်သမီးနှင့်သား၏ရုပ်ပုံလွှာများဆွဲထင်ကြီးလျက်နေတော်မူအလွန်သေးကြပါသည်မော်တော်ပေါ်မှာလူဘယ်နှယောက်ပါလာမှာမို့လဲလူဘယ်နှယောက်ထဲကနေသမီးတို့ကိုခွဲခြားရွေးချယ်ယူရမှာမို့လဲလူပေါင်း3-40လောက်မှရန်ကုန်အထက်တန်းလွှာလူငယ်ကလေး2ဦး၏ဝတ်စားဆင်ရင်မှုအမူအရာကိုဘလောက်ခက်ခက်ခဲခဲခွဲခြားရမှာမို့လဲသူတို့လေးတွေ၏မျက်လုံးနှင့်အပြုံများလို့ရွှင်လန်းတောက်ပသည့်အပြုံမျိုးဘယ်ကလေးတွေထံမှဆင်တူတွေ့နိုင်မှာမို့လဲသူတို့ကိုတော့ကျွန်တော်ချက်ချင်းသိမှာပါသူတို့ကကျွန်တော်ကိုသိပါမလားကျွန်တော်ဝမ်းနဲ့အားငယ်စွာပြောင်းလိုက်မိသည်မော်တော်ကိုမြင်ရပြီးမော်တော်စိတ်မှလူများရုတ်ရုတ်တဲတဲဖြစ်လာသည်စိမ့်ပြရောင်စေးတုပ်ထားသည့်မော်တော်သည်ဥချွန်ချွန်ရှည်လျားကပဲ့ပိုင်းနည်းနည်းတို့ပြက်၏လှိုင်းများကိုခွဲလျက်ဤဘက်ကမ်းပါစီသို့ဥတီကပြေးလာနေသောမော်တော်သည်နီးလာသောအခါဆက်တန်ရုတ်တရက်ရက်သွားသည်မော်တော်သည်တဖြည်းဖြည်းချင်းကမ်းစီသို့နီးကပ်လာ၏မော်တော်ပေါ်မှလူတွေရုတ်ရုတ်တဲတဲပြင်ဆင်တိုးဝင်နေကြသည်ဈေးတောင်များအိမ်များထညက်ပုံများထင်းရှုတစ်တာများစသည်ဖြင့်ဝန်စီဆက်လက်များကိုထမ်းဖို့သက်ဆောင်ဖို့ပြင်ဆင်နေကြသည်မော်တော်နှင်ကန်းကပ်မိသောအခါမော်တော်ပေါ်မှအလုတ်သမားတစ်ယောက်ကံပတ်သို့လွှာကနေခုန်တက်လိုက်ပြီးကုန်းပေါင်ပြင်ပြားကိုဆွဲယူကတရားထုတ်ပေးလိုက်၏တစ်ချက်တည်းသောပြင်ပြားပေါ်မှပင်ခရီးသည်များတိုးဝေကထွက်လာကြသည်အားလုံးအလင်းလိုနေကြဟန်ရှိသည်တချို့ကကုန်းဆောင်မှာခရီးဆုံးပင်မဲ့တချို့ကဟိုဘက်ဆက်ချင်ဆက်ရမည်ဖလန်တော်သွားရမည်သူပါခြင်းပါမည်ရခိုင်သို့မဟုတ်ရှောက်တော်အထိသွားရမည်သူတွေပါခြင်းပါမည်ဟောဟိုမှာအဲ့ဒါကျွန်တော်သားပဲမဟုတ်လားကျွန်တော်ရင်ထဲမှာတိတ်ခနဲတုံကြီးလှုပ်ရှားကကံပါစွန်းမှာမြင်းမြင့်စွာရက်လျက်ငေးကြီးနေမိတော့သည်16နှစ်အရွယ်ဆိုတော့သားကိုဒီမြအရွယ်ရောက်နေပြီမထင်ခဲ့ကစားမှတ်သောကလေးငယ်မှအဖြစ်မှယခုလိုလူပြိုပေါအရွယ်အဖြစ်ပြုံးကနေမြင်တွေ့လိုက်ရသည့်အခါဖခင်များဘလို့ခံစားရမလဲကျွန်တော်ကတော့သားဤညီညိုရောင်သပင်ပြော့ကလေးများကိုယခုပင်ဆွဲဖွားဖို့တက်ခါသားကိုဖပ်ပွေးမြောက်ချီကစားလိုလာပါပြီသားသည်မြင်းလဲများစီတို့တစ်ချက်ဝှေ့ဝဲအကဲခတ်ရင်းမော်တော်ပေါ်မှပြင်ချက်ပေါ်သို့ပေါ့ပါစွာလမ်းကူလိုက်သည်ရှက်လက်ရှိအကွက်ပွားပွားဂျင်းပေါင်းမိအပြာနုရောင်ကြက်ကြက်သားဤကိုယ်လုံးချစ်ချစ်ကလေးမှာ
အရက်ရှည်လာသဖြင့်ຫນွဲ့ကိုင်းနေဟန်ရှိသည်။သား၏မျက်နှာကတော့လွန်ခဲ့သည့်နှစ်ပေါင်း20ကျော်ကကျွန်တော်မျက်နှာမေးရိုးခိုင်ခိုင်မထူမပားမျက်ခုံးလုံးဝန်းပြီးအည်ပြားပါလျက်သောအောင်နှခမ်းညို့လဲ့ကြည်စင်သောမျက်ဝန်းသားအဲ့ဒါကျွန်တော်ရဲ့သားသည်ပြင်ချက်ပေါ်ရောက်သည့်အခါကြောဖို့အိတ်ကိုနေရာပြင်လွယ်လျက်နောက်ဖက်သို့လှည့်ကလက်တစ်ဖက်ကမ်းပေးလိုက်၏သားကမ်းလိုက်သောလက်ကိုဆွဲယူလိုက်သည့်ဖြူနူသောလက်ကလေးကိုအရင်ကျွန်တော်မြင်ရသည်ထိုမှတစ်ဆင့်မော်တော်ဆွင်းရှိတစ်တာအထမ်းသမားတစ်ယောက်ပြီးမှတိုးထွက်လိုက်သောသမီးလေးမဲနှက်ဖြောင်စဉ်ကရှည်လျားသည့်စပင်များကြောင့်ငုံနေသောသမီး၏မျက်နှာတစ်ချမ်းမှာပျောက်ကွယ်နေ၏ကျွန်တော်မြင်ရသမျှလုံးချွန်သောနှာခေါင်းကလေးနှင့်ကော့ပြန်မဲနှက်နေသောမျက်တောင်တို့သာဖြစ်သည်သို့သောဒါသမီးပေါ့မမအိမ်ဆိုးမေ၏မျက်တောင်တွေကိုသမီးထံမှကျွန်တော်ပြန်တွေးလိုက်ရပြီမျက်ရည်များကြောင့်ကျွန်တော်မြင်ကွင်းမှသမီးနှင့်သားပုံတံများဝေဝါးသွားသည်မှာခဏလေးသားကြပါသည်ကျွန်တော်နှလုံးမှတုန်ခါလှုပ်ခတ်မှုကတော့မိနစ်ပေါင်းများစွာပင်ကြာလာသည်သားကလက်တွဲပြီးကမ်းပါးပေါ်သို့သမီးရောက်သောအခါလူအုပ်ကြားမြင်းလဲအုပ်ကြားမှသူတို့ဟိုဒီဒီမျက်လုံးဝေးကြည့်ကြသည်သမီးနှင့်သားတယောက်မျက်နှာတယောက်ကြည့်ကတခုခုတိုးတိုးပြောလျက်အတန်ထွက်ရေမောလိုက်ကြသည်ကျွန်တော်သည်ခက်လန်းလန်းကမ်းပါးဆွန်းမှပေကက်လျက်သမီးတို့ကိုအားငယ်စွာစောင့်ကြည့်နေမိ၏ကျွန်တော်ကသူတို့အနာကပ်သွားမှာတော့ဖိဖိလာကြူမီဟုသောကျွန်တော်စာအရကျွန်တော်ပဲဟုမှန်းစာတည်သွားကြတော့မှာပါကျွန်တော်သူတို့အနာမသွားလင်ကောသားသည်ကြောဖို့အိတ်ကိုလွှဲထားလျက်သမီးခီးဆောင်အိတ်အသေးကိုပါသမီးထံမှတောင်းယူလိုက်ပြီးမြင်းလဲသမားများကိုတယောက်ချင်းအကဲခတ်ရှာဖွေလျက်တလန်းချင်းလျှောက်သွားသည်ထို့နောက်လူအုပ်မြင်းလဲအုပ်ထဲမှကျွန်တော်ဦးထင်ရမိသူတယောက်မှမတွေ့ဟန်ဖြင့်ပခုံးတွန်းလိုက်ခါဟိုဒီဒီထပ်မံရှာဖွေကြည့်ပြန်၏ထို့နောက်သား၏အကြည့်သည်ကံပါဆွန့်ဘက်မှတယောက်တည်းရက်ကျန်နေခဲ့သည်ကျွန်တော်ထံရောက်လာသည်သား၏မျက်လုံးများကျွန်တော်ကိုကြည့်လိုက်သည်နှင့်တပြိုင်တည်းလှုပ်ခတ်နေသောကျွန်တော်ယင်သည်ရုတ်တရက်လိုက်ဟာသွားပြီးနောက်ငြိမ်သက်သွားတော့သည်သားပြောင်းလိုက်သောအခါလုံးဝန်းနေသောအောင်နှခမ်းလေးပြေရောကတောက်ပါသွား၏သားသားကကျွန်တော်ကိုတည်သွားပြီပေါ့ကျွန်တော်သားကကျွန်တော်ကိုတည်သွားပြီမမသားသည်သမီးပခုံးကိုတစ်ချက်ပုတ်လျက်ကျွန်တော်ရှိရာသို့ချိန်ဆသောခြေလမ်းများဖြင့်ခက်မမှန်လျှောက်လာသည်ကျွန်တော်ရှိတွင်ကျွန်တော်သည်တကယ်ယောက်ျားတစ်ယောက်ကိုတွေ့နေရပါလားကျွန်တော်ဖေဖေမဟုတ်လားယင်ကျွန်တော်သည်သားကနှုတ်ဆက်လိုက်သည့်အခါရုတ်တရက်နှစ်သိမ့်ကြည်နံလွန်းသောကြောင့်သားအားပြုံးပြဖို့မိသွားသည်သားသားသည်ကျွန်တော်ကိုတန်တော့ပြုံးပြလျက်ကျွန်တော်လက်မောင်းတစ်ဖက်ကိုစုပ်ကိုင်ဖြင်းညစ်လိုက်၏ဖွားဖွားနေကောင်းရဲ့လားဖေဖေတော်လက်စွာမေးချိန်တွင်သမီးသည်ရှက်ရွံ့သောအပြုံးကလေးဖြင့်သား၏နောက်ွယ်မှခက်ကွယ်ကွယ်ရက်နေလေသည်ကောင်းလာတယ်တော့မဟုတ်ဘူးပေါ့သားရဲ့ပေးသားတို့အိတ်တွေဖေဖေတဲခဲ့မယ်ဟူသောစကားကိုပြောမိကြံရွယ်လျက်ရုတ်တရက်ပါဇက်မှမထွက်ရဲပဲရှိုးတို့ရှန်တက်ဖြစ်ခါရက်ပစ်လိုက်ရ၏ရတယ်ဖေဖေကျွန်တော်နိုင်ပါတယ်သားသည်ကျွန်တော်အားရင်းနှီးစွာခြေဆုံးကောင်းဆုံးကြည့်၏သားထံမှဒီများရင်းနှီးချစ်ခင်မှုကိုရမည်ဟုမမျှော်လင့်ရဲသောကြောင့်ယခုလိုသား၏တွေ့တာမှုကိုရလိုက်သောအခါကျွန်တော်ငိုခြင်းစွာပင်ပျော်ရွှင်မိသွားပါသည်ကြည်စံဖေဖေပုံစံကအပြန်စားပဲဗျာကျွန်တော်ကဓာတ်တက်ဖေဖေအသက်ကြီးရင်းနေမယ်ထင်ခဲ့တာဟာဖေဖေတိတ်မိုက်တာပဲနော်မမသမီးကကျွန်တော်ကိုမျက်လွှာပင်ကြီး၍ပြုံးကကောင်းငင်သည်သမီးနှင့်သားထိုင်ဖို့မွေရာခင်ထူထူကိုမြင်းလဲပေါ်မှခင်း၍အပေါ်မှခြီဆောင်တစ်ထည်ကိုခောက်ခင်းထားပါသည်ကုန်းဆောင်နှင့်တန်ကိုင်းအကြားကလမ်းသည်လမ်းခင်းသည့်ကြောက်တုံးကြီးများပင်အစီအီပေါ်နေလောက်အောင်ဟောင်းနှွမ်းပြီးဂျိုက်ခွက်များများပြားစွာအိုဟောင်းနေသည့်လမ်းဖြစ်သောကြောင့်မြင်းလဲနှင့်ခရီးသွားရတာအလွန်ကြမ်းတမ်းလာသည်ကြောက်တုံးများပေါ်မှဘိန်းဖြတ်နေနိုင်မြင်းလဲအိမ်သည်လှုပ်ခါဆောင်ရန်လျက်ထိုင်ရသည့်ခရီးသည်မှာကိုခန္ဓာအစစ်တွေပြုတ်ထက်သွားပြီဟုထင်ရမတတ်နာကျင်စေသည်တမီးနှင့်သားသည်ရန်ကုန်မှစိန်ခံကားဖြင့်ညံ့ညောစွာချောမွေ့စွာခရီးသွားရသူများဖြစ်သောကြောင့်ဤတန်ခိုင်းလန်းသည်တမီးတို့အတွက်ကြောက်စရာကောင်းနေမှသေးကြသည်လမ်းပေါ်တက်နိုင်သမျှဒေါသမထွက်စေလိုသူတို့ကိုတွေ့လို့မြင်လို့သည့်သူတို့ဖွားဖွားပေါ်တက်နိုင်သမျှမညှို့ညင်စေလိုဓာတ်ထက်တက်တာသည့်ရင်တစ်ခုခုစီစဉ်မပေးနိုင်ကောင်းလားဟုကျွန်တော်အပေါ်စိတ်မခုစေလိုဒါကြောင့်လေတမီးတို့အထိုင်ရတတ်တာအောင်မွေရာထူထူကိုနှစ်ခေါက်ခေါက်၍ခင်းပေးထားရခြင်းဖြစ်ပါသည်ဒါတောင်မှမြင်းလဲတစ်ချက်စောင်းလိုက်တိုင်းသမီးအာမေဒိတ်တန်အမျိုးမျိုးကိုကျွန်တော်ကြားရသည်ရှေ့မှာကျွန်တော်နှင့်အတူထိုင်လျက်လိုက်ပါလာသောသားကတော့မြင်းလဲစောင်းသည့်တန်ကိုဂယူထားမိရန်မရမှန်ထောင်အပေါ်ကဇက်တင်ကြီးပိုက်တန်းကိုလက်ဖြင့်တင်းတင်းဆုပ်ကိုင်လျက်အားရပါရပျော်ရွှင်ရဲမော်လျက်ရှိသည်ဟာမြင်းရ
ဂျိုက်တဲ့တက်တဲ့ဆွဲမချစမ်းပါနဲ့ဟာကျွန်တော်ကမြင်းကိုမန်မဲသည့်အခါဒါကကျွန်တော်မျက်နှာကိုပြုံးလျက်ကြည့်နေပြီးမှမြင်းကိုစကားပြောသည်ဆွဲချလိုက်ဒါမှမမတရားကုသိုလ်ရမယ်ဖះတွေရောတကြားတွေရောဆုံးလို့မဟုတ်ရင် तू ကဖះကိုတိတ်တတိရတာမဟုတ်ဘူးတာဤနုနယ်ဖြူစင်သောပါပြင်ကလေးမှာကျွန်တော်ပါပြင်နှင့်ထိကပ်မလို့ဖြစ်သွား၏တားထံမှတင်းပြတ်သောကိုနံကလေးမှာဟိုးတုံးကရနံလေးလိုပင်ချစ်စပွဲရှိသည်ဤလူငယ်ကလေး၏ပါပြင်ကိုမိန်းကလေးဘယ်နှယောက်နမ်းပြီးနေပြီလဲကျွန်တော်မသိနိုင်ကုန်းဆောင်ရောက်ဖို့ဘလောက်လိုသေးလဲယင်ဖေဖေဟူသောအညွန်းစကလုံးထည့်ပြောဖို့ရှက်တက်တက်ဖြစ်ဟန်တူသောသမီးကချိုများစွာမေးလာ၏မလူတော့ပါဘူးသမီးရဲ့အခုပဲတဝက်ကျိုးတော့မှာအားလုံး3မိုင်လောက်ဝေးတယ်လေအခု1မိုင်ကျော်ကျော်ခီးပေါက်ခဲ့ပြီလမ်းဘေးဝဲရာတွင်ထနောင်းပင်များစီတန်းလျက်ရှိနေသည်ထနောင်းပင်တွေ၏အလွန်မှာတော့မှဲ့ဝန်းလျက်ရှိသည့်စပနံများဖြင့်လှပသောလက်ခွက်များညွှန်ကြနေသည့်စပနံများသည်လေဖြင့်ခန့်ခန့်ငိုက်ရိမ့်ရွယ်နေကြသည်ဖေဖေကျွန်တော်ဒီမှာမြင်းစည်းလို့ရမှာပေါ့နော်ကျွန်တော်မြင်းစည်းခြင်းနဲ့ကောင်းပွိုင်ကားတွေတဲရလို့လေကျွန်တော်အတန်ထွက်ခါရဲမောမိ၏စီးကျင်စီးရမှာပေါ့ဒါပေမဲ့လူတွေဝိုင်းရင်သားမရှက်ရဘူးနော်ဘာဖြစ်လို့ရဲကြမှာလဲဒီမှာဘယ်သူမှဒုံမြင့်မစီးကြလို့ပေါ့ကွဒီမှာနွားเจ้าရင်နွားเจ้าသားတွေမြင်းမစီးကြဘူးလေခြေချင်းကြောင်းကြတာပဲမြင်းစက်ချက်မှာမြင်းလန့်ရင်မြင်းเจ้าရင်လေစကြိုးကနေဆွဲပြီးလမ်းလျှောက်ကြောင်းတာပဲကွတခါတလေမှမြင်းကိုအလွတ်စီးတဲ့လူတွေတွေ့ရတတ်တာအမအလွတ်စီးတော့လဲကုန်းကြီးတောင်မပါပဲစီးကျင်စီးတာဒါကကျွန်တော်ကိုခက်ဆာဆာကြည့်သည်ဖေဖေကတော့မြင်းစီးတတ်မှာပေါ့နော်အင်းကျွန်တော်ကိုမြင်းစည်းတင်ပေးသူမှာမမအိမ်ဆိုးမိဖြစ်သည်မြင်းကခါချပစ်လိုက်သဖြင့်မြေကြီးပေါ်ကိုယ်ယူကာရကျသွားသည့်အခါမမသဘောကျစွာမျက်နှာမော့လန်ရေမောခဲ့လေသည်ဒါပေမဲ့မင်းမမေလောက်တော့မြင်းကိုမကျွမ်းပါဘူးထိုခဏ၌ကျွန်တော်သည်တားမေမေကိုအနားမှရှိနေခြင်းစိတ်ပြင်းပြစွာဖြင့်တခဏတိတ်ဆိတ်ငြိမ်သက်သွားမိသည်ဖေဖေဟိုရှိရမြင်းလဲကိုကြော်ရအောင်ကြော်လိုက်စမ်းပါဖေဖေရကျွန်တော်ပြုံးလေးရဲ့ခေါင်းခါရမ်းလိုက်သည်မဖြစ်ဘူးသားဒီမြင်းကိုမပိုင်ဘူးဒီမြင်းကစိတ်လဲကောက်တတ်တယ်နောက်ပြီးဒီမြင်းလဲမဆွဲတာတော်တော်ကြာပြီနဲ့တူတာပဲသားတို့ဘဘကမြင်းလဲကိုအိမ်သုံးဖို့ပဲတင်ထားတာလဲဆွဲတာမဟုတ်ဘူးသူဟိုနားဒီနားသွားစီရရှိရင်အိမ်ဟာစီရင်ငါ့ကိုဖြစ်ဖြစ်အနီးနားကမြင်းလဲသမားတယောက်ယောက်ကိုပဲဖြစ်ဖြစ်မောင်းခိုင်းတာဒီမြင်းအပြင်ဘာမှမမေရရအလုံးမလုပ်ရတာကြာပေါ့ဟင်ဖိဖိကမောင်းပေးမှပေါ့ကျွန်တော်သားကိုတစ်ချက်ငဲကြည့်လိုက်မိ၏သားသည်ကျွန်တော်အကြောင်းကိုဘယ်လောက်သိထားနိုင်မလဲကျွန်တော်အကြောင်းလုံးဝသိထားခဲ့ပုံမရပါကျွန်တော်မမိအိမ်မှာမနေသည်ကိုသားသိထားနှင့်ဖို့ကောင်းသည်ဤအတိုင်းဆိုလင်သားသည်ကျွန်တော်အကြောင်းစိတ်ဝင်တစားမှမေးဘူးရဲ့လားသို့မဟုတ်သား၏ဦးလေးကကျွန်တော်အကြောင်းတွေကိုအတက်နိုင်ဆုံးဖျောက်ဖျက်ထားခဲ့လို့လားကိုကဖေဖေကဖွားစီမှာမနေဘူးလေသားဖေဖေကအေယာရီမြစ်ထဲကမော်တော်တစ်စင်းမှာပဲနေတာမြစ်ကိုပဲအထက်အောက်စုံစမ်းသွားနေတာ။အော်သားဤတန်တောင်းငိုင်းတွေသည့်အကြည့်ကိုကျွန်တော်ရင်မဆိုင်နိုင်စွာမျက်နှာလွှဲလိုက်၏။သားတစ်ခုခုမေးလိုက်ဖို့ကောင်းသည်။ဖေဖေဘာဖြစ်လို့မော်တော်ပေါ်မှာနေတာလဲဆိုသည်မေးခွန်းမျိုးဖေဖေမှာညီကိုမောင်နှမတွေမရှိဘူးလားဆိုသောမေးခွန်းမျိုးရုပ်စွာအစုံဖေဖေနောင်မိမနဲ့နေတာလားဟုသည်မေးခွန်းမျိုးကိုပဲဖြစ်ဖြစ်မေးစေခြင်းလာသည်ကျွန်တော်သားကိုဖြေခြင်းလာသည့်အဖြေတွေများလွန်းလို့ပါသို့တော့သားသည်မေးခွန်းတစ်ခုကိုမျှမမေးခဲ့ပေသူကောက်ချက်တစ်ခုကိုသာတိုးတိတ်စွာဖွင့်ဟပြောခဲ့၏ဒါကြောင့်ဒယ်ဒီကပြောတာဖြစ်မှာနော်ဖေဖေကလောကမှာဘသူ့ကိုမှမချစ်ဘူးတဲ့ထိုစကားကြောင့်ပင်သားနှင့်ကျွန်တော်အကြားရှိတတိုင်းကြီးမှာထုထဲမြင့်မာလွန်းလာပါလားဟုကျွန်တော်သဘောပေါက်နားလည်သွားရပါတော့သည်အိမ်ကြီးတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေ၏ပြတင်းပေါက်များအားလုံးဖွင့်ထားသောကြောင့်ခြံတောက်ကဧကရစ်ပင်ကြီးစီမှပန်းရင်နံမွေးမွေးသည်အိမ်ထဲသို့မကြာခဏဝင်ရောက်မွေးပြန်လျက်ရှိသည်သမီးနှင့်သားသည်သူတို့အဖွား၏အိယာဘေးတစ်ဖက်တစ်ချက်တွင်ကြုံကြုံထိုင်လျက်ရှိကြသည်မိမိတော်ငွေအိမ်သည်စကားများများမပြောပါမပြောနိုင်တော့တာလည်းဖြစ်ချင်းဖြစ်မည်သို့မဟုတ်ချစ်လှစွာသောမီးများကိုအားရပါရကြည့်မြင်နေရသဖြင့်စကားပြောဖို့မလိုတော့ဘူးဟုကျေနပ်နှစ်သိမ့်နေတာလည်းဖြစ်နိုင်သည်စံပြိုးပကံကိုလက်မန်းထဲထည့်သိရင်အိမ်အပေါ်ထပ်တက်လာသောအခါကျွန်တော်ကိုမေမေကမျက်လုံးဖွင့်ကြည့်သည်ကျွန်တော်ခြေနှင်းကျန်းသည်ဟုမမအိမ်ဆိုမိကလည်းပြောဘူးသည်ကျွန်တော်သည်ဤအိမ်မော်တက်လင်ပြင်ကင်းကျန်းပြင်မလောက်ခအောင်ထိမ့်သိမ့်ခြေနှင်း၍မရပဲဖြစ်နေ၏မိမိအိယာစီသို့အတက်နိုင်ဆုံးညင်သာစွာခြေပြားထောက်၍လျှောက်လာခဲ့ရသည်မိမိစံပြုတ်ပူပူလေးတောက်လိုက်ရအောင်ငရမ်းချောက်မီးဖုတ်လေးနဲ့လေစပွဲဝိုင်းအပူလေးပေါ်သို့လက်မန်းကိုချလိုက်သောအခါသမီးကကျွန်တော်စီသို့လျှောက်လာသည်ထို့နောက်တိတ်ဆိတ်စွာဖြင့်လက်မန်းထဲမှစံပြုတ်ပကံနှင့်ငချောက်ပုတ်ပကံကိုစပွဲပေါ်အသာချပေးသည်ကျွန်တော်နှင့်သားမိမိဘေးတစ်ဖက်တစ်ချက်မှအသာအရာပွေကန်၍ထူမပေးလိုက်သည်မိမိမစပါဘူးအားနေဖြော့တော့သည့်အတန်သည်တိုးတိတ်လွင်သဖြင့်နားဆိုင်ထောင်ရ၏
ဟောလစ်နစ်မိုင်လိုဘူးများသမီးတို့ဝယ်လာတော့လဲမိမိကတစ်ခွက်မျှပြင်ကုံအောင်မတောင်းနိုင်ကြမိမိအကြောင်းသိပြီးတော့ကျွန်တော်ကကောက်ကြီးဆန်ကိုနည်းနည်းလော်ပြီးမှနူးဤနေအောင်ပြုတ်ပေးခဲ့သည်မိမိသည်စံပြုံးနှင့်ငါးကြော်ကိုတပကံကုံအောင်စူးစားတောင်းနိုင်လေသည်မိမိကျွန်တော်လက်ရာစံပြုတ်ကိုမတောက်ရတာနှစ်တွေမနေတော့ဘူးမဟုတ်လားမိမိပြောတော့ကျွန်တော်လက်ရာမိမိသမီးထပ်ပိုကောင်းနေဆိုမိမိကကျွန်တော်လက်များကိုစုံညစ်၍ပြုံးရလိုက်သည်ကဲတောက်ပါမယ်သားရဲ့သမီးတိုက်သောစံပြုတ်ကိုစူးစားတောင်းနေသောမိမိအားကျွန်တော်ငေးကြည့်နေမိသည်မိမိသည်အလွန်ပိန်လီလာသည်မိမိကိုကြည့်ရသည်မှာလောကတွင်အသက်ဆက်လက်ရှင်သန်ရန်ဘာမျှော်လင့်ချက်မှမကြံတော့သလိုပင်ဖြစ်သည်လောကကပေးမိဒုက္ခဝေဒနာများကိုထပ်မံခံစားနိုင်ဖို့ခွင့်အားတွေမကြံတော့သလိုပင်ဖြစ်သည်သားမပြန်နေဦးနော်အားကိုတကြီးတားမြစ်လိုက်သောမိမိမျက်ဝေးများတွင်ခွန်အားတွေကုန်ခန်းနေတာသိကြသည်အရာရာကိုလက်မြောက်ရှုံးပေးလိုက်သူ၏မျက်လုံးများပင်ဖြစ်သည်မပြန်သေးပါဘူးမိမိမနစ်မချင်းကျွန်တော်နေမှာပါမိမိကမျက်ခုံးပင့်၍ပြုံးပြန်၏မိမိကိစ္စဝိစ္စတွေအားလုံးပြီးသွားတဲ့အခါမြေးလေးတွေကိုရန်ကုန်ပြန်ပို့ပေးလိုက်နော်အိမ်တိုင်ရာရောက်ပို့ပေးလိုက်သားကြားလားမိမိကိစ္စဝိစ္စတွေအားလုံးပြီးတဲ့အခါထိုစကားကိုမိမိသည်မျက်ရည်တစ်စက်မကျပဲလေတံအနှဲငယ်များမတုံရင်ပဲပြောနိုင်လေသည်သားဦးစင်းကိုတော့တစောင်းရည်စက်ချတရားနာအတွက်သွားလျှောက်ပြီးပြီလားမသွားရသေးဘူးမိမိနေကောင်းမှအေးအေးဆေးဆေးဟင်းသာမိမိလက်များကျွန်တော်လက်မအောင်အားအိမ်ချီနေစွာဖြစ်ညစ်လာ၏မိကျွန်တော်ကိုစူးစူးရှားရှားကြည့်လိုက်သည့်အခါမျက်ရည်ဝဲနေသည့်ကျွန်တော်မျက်လုံးများကိုမိမြင်သွားမှသိကြပါသည်ကျွန်တော်သည်အနှဲငယ်ရှက်ရွံ့စွာခေါင်းငုံထားလိုက်မိ၏မိမှာအချိန်မရှိတော့ဘူးဆိုတာတားတကယ်မသိတာလားဒါမှမဟုတ်မသိချင်အောင်စောင့်နေတာလားဒါမှမဟုတ်မိဆန္ဒကိုလိုက်ရောပေးဖို့တာအပြင်းကြီးနေတာလားဒါမှမဟုတ်ဖုန်ကြီးတစ်ပါးကိုဝှချဖို့တားဝင်လေးနေတာလားကျွန်တော်မျက်ရည်တစ်စက်နှစ်စက်လိမ့်ဆင်းကြသွားပါသည်ကျွန်တော်ခဏနေသွားလျှောက်လိုက်ပါမယ်မနှက်ဖြာမနှက်ပိုင်းဒါမှမဟုတ်နေ့လေကင်းပိုင်းရေစက်ချတရားနာနိုင်အောင်ကျွန်တော်ဦးစင်းကိုရှောက်ထားပေးပါမယ်ဒါပေမဲ့မိမသေးရသေးပါဘူးကျွန်တော်မိကိုအားတင်းပြီးပြုံးကြည့်လိုက်သည်ကျွန်တော်မော်တော်နဲ့မြန်မာပြည်အနှံ့ခီးသွားရအောင်မဟုတ်လားမြည်တွေအကြောင်းရရှိပိတ်ရင်ကျွန်တော်လဲအားရင်မိလဲအလုံနာတဲ့အချိန်တစ်ခေါက်သွားမယ်လို့မိပဲပြောခဲ့တာပဲကပြုံးရကခေါင်းရမ်းသည်ဘာမှတော့မပြောပါဖွားဖွားသမီးဆရာဝန်ဖြစ်တဲ့ဒီဖွားနေအောင်မှာဆိုဖွားပဲပြောတယ်အခုလိုတေးစကားတွေမပြောပါနဲ့ဖွားရဲ့သမီးအတန်ကအဖျားဆွတ်ခါတုံရီသွား၏သို့တော်သမီးသည်ထိန်ချုပ်ခါပြုံးလျက်ရှိသည်တခဏငြိမ်သက်သွားကြ၏ကစံပြုတ်စွန်းကိုလက်ပြ၍တားမြစ်လိုက်သည်သမီးကငရမ်းချောက်ပုတ်တမြောင်မိပါဇက်တဲ့ခွင့်ရန်ပြင်သည်ကိုလည်းညင်းလိုက်သည်ကျွန်တော်ကမိပါဇက်ကိုလက်တော့ပေါ်ဝါဖြင့်အသာတုပ်ပေးလိုက်ပါသည်တာဆေးလိပ်မကြိုက်ဘူးနော်တခြားလူတွေဆေးလိပ်တောက်တာလဲသဘောမကျဘူးတားသိတယ်မဟုတ်လားခမရုတ်တရက်စကားကိုကျွန်တော်နားမလည်လိုက်မိပါကိုအကဲခတ်ကြည့်တော့မှမျက်စိအစုံမိတ်ထားသည်အော်အာတုဘမှာဆေးလိပ်ကမ်းမိမှာဆိုလို့ပါသားရဲ့ဆေးလိပ်ဆိုတာအစိတ်တွေပဲသားရဲ့ကျွန်တော်ရင်ထဲရုတ်တရက်စိုးနှင်သွားတော့ကြောင့်နှက်ခမ်းတီးတီးစင်ကငြိမ်သက်သွားရပါသည်ဆေးလိပ်မကမ်းရဘူးဆိုရင်ကျွန်တော်ဘာကမ်းရမလဲဟုကျွန်တော်ဘလို့တတိမျိုးဖြင့်မေးရနိုင်ပါမည်နီကျွန်တော်တို့တိတ်ဆိတ်သွားတော့အခါမျက်လုံးဖွင့်ကြည့်၏အင်းပြောချင်တာတွေပဲပြောနေတာနဲ့ရန်ကုန်ကသတင်းတွေတောင်မသိရသေးဘူးမြေးလေးတို့ဦးလေးနဲ့ဒေါ်လေးနေကောင်းကြတယ်နော်ဟုတ်ကဲ့ဖွားဒယ်ဒီရောမမီရောနေကောင်းကြပါတယ်မနစ်ကမောင်အေးအောင်ပြန်တော့သူခါတော်တော်မြတ်နေတယ်အခုရောသူခါနာပြန်ပေါ်သေးလားသမီးကပြုံး၍ခေါင်းရမ်းသည်အခုတော့ကောင်းလို့ပဲဖွားကားဂိတ်ကိုဒယ်ဒီပဲကားမောင်းပြီးပို့ပေးတာပါသမီးဤဒယ်ဒီဟူသောစကားလုံးတွင်ချစ်ခင်ကျင်နာမှုအပြည့်အားကိုးတွေ့တာမှုအပြည့်ဖြစ်သည်ကိုကျွန်တော်ရိပ်မိသည်သမီးသည်ယခုအချိန်ထိကျွန်တော်အားဖေဟုတခါမျှမခေါ်သေးချေဖေမမကပြောတော့ဖွားအခြေအနေမကောင်းဘူးဆိုကျွန်တော်သားကိုခက်လေးလေးခေါင်းရင်းပြလိုက်ပြီးမြင်းကုန်းနီးနှင့်ချင်းနှင်းကွက်ကိုနေရာတကျဖြစ်အောင်ပြင်ပေးလိုက်သည်မိုးနက်သည်ကုန်းနီးတင်သည့်အလေးအထားနှင့်နည်းနည်းဝေးနေသောကြောင့်နေသားမကျဖြစ်ခြင်းဖြစ်နေနိုင်သည်ဒါဖြင့်မကြခင်ဖွားကြွတော့မှာလားကျွန်တော်သားကိုစက်ခနဲလဲကြည့်လိုက်မိ၏တည်သည်ဟုသောအတုံးလုံးထပ်ပို၍ရိုင်းပြတက်ရောဟန်ဆွတ်နေသည်ကြွသည်ဟုသောစကားကိုသားပါဇက်မှပြောထွက်ရက်လေခြင်းစိတ်မကောင်းဖြစ်မိသည်သို့တော့သားသည်သူပြောလိုက်သည့်စကားလုံးဤဝင်ထုတ်ဝင်ပိုးကိုပင်သိဟန်မတူပေကျွန်တော်ကိုစူးစမ်းစွာမောကြည့်နေသောသား၏ညိုလဲလဲမျက်လုံးများတွင်တယောလိုဟန်တော့လုံးဝမတွေ့ရသို့တော့သူ့အဖွားတစ်ယောက်လုံးတေလူမျောပါဖြစ်နေသည့်ကိစ္စအတွက်တော့သူဘလို့မှခန်းစားထိခိုက်မနေရကြောင်းတော့ပေါ်လွင်နေ၏ကျွန်တော်ကသားကိုဒီထက်နည်းနည်းပို၍လူသားပြီးသားစေခြင်းသည်ဒီထက်ပို၍မြေးပြီးသားစေခြင်းသည်ကျွန်တော်သားထက်မှမျက်နှာလွှဲလိုက်မိ၏ကဲစွမ်းပြစ်တက်လို့ရပြီ
ဘယ်ဘက်ခြေထောက်နှင့်ဘယ်ဘက်ခြေနှင်းကွက်ကိုနင်းပြီးတက်မြင်းဆက်ကြိုးကိုကျွန်တော်ကင်ထားရင်မြင်းဤလေပင်ကိုအตาအရာဖတ်ပွေထားလိုက်ပါသည်မိုးနှက်သည်ပြောင်းလဲစွာနာခံလျက်ရှိသည်မြင်းဘော်ကိုတက်တဲ့အခါအမြဲတမ်းဘယ်ဘက်ကပဲတက်ရတယ်ဤစကားကိုယခုအခါကျွန်တော်ကပြောနေတော့လဲလွန်ခဲ့သည့်နှစ်ပေါင်းအစိတ်လောက်ကတော့မမအိမ်ဆိုမီယာကျွန်တော်ကိုပြောခဲ့သောစကားများဖြစ်ပါသည်ကုန်းဒီပေါ်သို့ထိုင်လိုက်ချိန်တွင်တားသည်ပျော်ရွှင်စွာလေးတစ်ချက်ချွန်လိုက်၏မြင်းဆက်ကြိုးကိုတားလက်ထဲထည့်ပေးလိုက်တော့လဲမြင်းလေဆံမွေးများကိုတော့ကျွန်တော်စုပ်ကိုင်ထိန်ထားဆဲဖြစ်သည်ညာဘက်ခြေနှင်းခွက်ထဲခြေထောက်သွင်းလိုက်အောင်လေသားမြင်းပေါ်မှာသားစနစ်တကျထိုင်ပြီးပြီဟုကျွန်တော်ယူဆသောအခါကျွန်တော်နောက်သို့ဆုပ်ရက်လိုက်သည်ဘယ်ဘက်ဆက်ကြိုးဘယ်ဘက်လက်ကကင်ညာဘက်ဆက်ကြိုးညာဘက်လက်ကကင်ဘယ်ဘက်ကိုလှည့်ခြင်းဘယ်ဘက်ဆက်ကြိုးကိုဆွဲလိုက်ညာဘက်ကိုလှည့်ခြင်းညာဘက်ဆက်ကြိုးကိုဆွဲလိုက်ရက်ချင်ရင်ဆက်ကြိုးနှစ်ခုလုံးပူပြီးနောက်ကိုဆွဲလိုက်ကြာလာသားဟုတ်ကဲ့သားသည်စိတ်လှုပ်ရှားစွာနှကန်းတင်းတင်းစေထားလိုက်၏ဒီကနေ့ဟောဒီချောင်းဝိုင်းရှိမှာပဲစီအောင်လမ်းဘက်တီထွက်မသွားနဲ့ကြာလာတာခေါင်းငိမ့်သည်မိုးနှက်သည်အမိမရသည်တဖြင့်ငိမ်သက်စွာနာခံလျက်ဆောင်နေ၏စကြိုးမလွတ်စေနဲ့ဘိုက်ကိုခြေထောက်နဲ့သွားမကန့်မိစေနဲ့အစင်သစ်ဖြစ်ပြီဆိုရင်မြင်းကိုအမိန်ပေးလိုက်ရုံပဲဟာလို့အော်ပြီးစကြိုးနဲ့တစ်ချက်သေးသာတတရိုက်ရက်ဟာတားဤအတန်ခြေလောင်စွာထပ်မလာပဲခတ်တူတူသာဖြစ်သည်မိုးနှက်ကတားဤအတန်ကိုဖြုံပင်မဖြုံပေသူ့ကိုဓာတ်ရိုက်အမိန်ပေးသူမှသူ့တခင်မဟုတ်မှန်းလဲသိနေဟန်ရှိသည်ဖေဖေလောက်ပါအောင်မြင်းရမသွားဘူးကျွန်တော်တစ်ချက်ရေလိုက်ပြီးနောက်မြင်းဤတင်ပါကိုလက်ဝါးဖြင့်ခတ်ဆက်ဆက်ပုတ်လိုက်ရင်ဟာကနေတစ်ချက်အော်ပြစ်လိုက်၏မိုးနှက်သည်ကျွန်တော်ရှိမှလွှာကနေခုန်ထွက်သွားလေသည်စိတ်လှုပ်ရှားစွာအော်ဟစ်ပျော်ရွှင်သွားသောသား၏ရဲ့တန်သည်မြင်းခွာသားနှင့်အတူတဖြည်းဖြည်းဝေးသွား၏မိုးနှက်သည်ခြံထဲမှထွက်သွားပြီးနောက်ခြံရှိမျက်နှာစာမှတုံးချောင်းထောက်ပြေးလွှာလျက်ရှိသည်ကျွန်တော်ခြံတကားဝါသို့ရှောက်သွားပြီးအပြင်မှာခဏရက်ခါသားထွက်သွားရသို့လှမ်းမြော်ကြည့်လိုက်သည်စိမ့်ဆိုသောခြုံပင်များသည်တန်းစီလျက်လမ်းတစ်ဖက်တစ်ချက်တွင်ခြံစည်းရိုးတစ်ခွဲပေါင်းခတ်ထားသည်ကောက်ရိုးမြင့်အစားအနာများခင်းထားသလိုရှိသောမြေမာလမ်းပေါ်တွင်မိုးနှက်သည်မြူးကြွစွာပြေးနေတော့သည်ကျွန်တော်နောက်ဘက်ခြံထဲကမြေတလင်းပေါ်မှာခွာမြင့်ဖက်နှက်တန်ကိုကြားရသည်ကျွန်တော်နောက်လဲကြည့်လိုက်တော့စိုးရိမ်ပူပန်ဟန်မျက်နှာထားဖြင့်သမီးကိုမြင်ရ၏သမီးသည်လေတိုက်ခတ်မှုကြောင့်လွန့်ပါနေသည့်သပင်ရှည်များကိုလက်ဖြင့်စုသိမ်းရင်ကျွန်တော်ကိုခက်ဆဆကြည့်သည်မောင်လေးနဲ့အတူလိုက်မသွားဘူးလားယင်ကျွန်တော်သမီးကိုနှစ်သိမ့်ပြုံပြုံပြလိုက်မိ၏စိတ်မပူပါနဲ့သမီးရဲ့ဒီမြင်းကိုဖေဖေကင်လာတာကြာပါပြီမြင်းကတိတ်လိမ်မာတာပါဘယ်တော့မှသမီးမောင်လေးကိုခမချဘူးစိတ်ချဒါကမစီးတတ်ရင်တော့မြင်းကမှန်မှန်ကန်ကန်ပြန်လဲလာမှာပါသို့တော့ကျွန်တော်စကားနည်းနည်းစောသွား၏ကျွန်တော်ကြည့်နေရင်မှပင်သားတို့သည်ရွာဝင်လမ်းဘက်စီသို့ချိုးကွေကမျက်စိအောက်မှပျောက်ကွယ်သွားလေသည်လမ်းဘက်ထွက်မသွားဖို့ကျွန်တော်သားကိုမှားထားပါလျက်နှင့်ဘာဖြစ်လို့လမ်းဘက်သို့ချိုးကွေသွားရပါသနည်းလမ်းမတန်းစီမှာဒီအချိန်ဆိုရင်မြင်းလဲများစပိန်များလူသွားလူလာများရှုပ်ထွေးတတ်သည်တခါတရံစကြက်ကြောင်းရမှာပြန်လာသည့်စိတ်အုပ်သူ့အုပ်နွားအုပ်တို့နှင့်စုံနိုင်သည်ကျွန်တော်သားအတွက်အနှဲငယ်စိတ်ပူသွားမိတာကိုဝန်ခံပါသည်မမရှိတော့ကလိုမြင်းနှက်ကောင်လောက်အပူရှိနေလဲအကောင်သားမြင်းတက်ကောင်ကိုကုံတက်ပြီးကျွန်တော်လိုက်ပါစောင့်ရှောက်နိုင်သည်အခုတော့မိမိအိမ်မှာမြင်းပိုမရှိပေအခုဘယ်လိုလုပ်မလဲရင်သမီးအတန်တူတူဖွားဖွားဖေဖေတို့စောင့်နေရုံပဲပေါ့သမီးသူတို့ခဏနေပြန်လာမှာပါမိုးနှက်ကမြင်းစိုးမဟုတ်ဘူးလေနောက်ပြီးဂုံဆောင်ဆိုတာနေချင်းချင်းလေးပဲသူတို့သွားစရာမြေးမကျပါဘူးဒါပေမဲ့ညောင်းပေါင်ကြီးဘက်ထွက်သွားရင်ရောရေထဲထိုးဆင်းသွားရင်ရောကျွန်တော်ခက်ဟဲ့ရမိသည်ကြံကြံဖန်ဖန်သမီးရဲ့မြင်းရရေထဲခုန်ဆင်းမယ်ထင်လို့လားမဟုတ်ဘူးမြင်းရမစင်မဲမောင်လေးထိုးဆင်းသွားမှာဆိုလို့ကျွန်တော်တပ်ပြင်းတစ်ချက်ချကခေါင်းရင်းပြလိုက်၏ကဲကဲဖေဖေမြင်လဲကြုံတစည်းခေါ်ပြီးလိုက်ကြည့်လိုက်ပါမယ်သမီးရဲ့တော်တော်ဖွားဖွားအနားမှာသွားဆောင်ကြည့်နော်သမီးဤခက်စိမ့်စိမ့်မျက်ဝန်းများကိုရှောင်လွှဲ၍ကျွန်တော်ခြံရှိမှအပြေးထွက်လာခဲ့မိသည်မြင်းနှင့်ပတ်သက်ပြီးသားမှတစုံတစ်ခုထိခိုက်ရှာနာဖြစ်သွားလင်သမီးဤစိန်ကားသောမျက်ဝန်းများသည်နာကြီးသောမျက်ဝန်းများအဖြစ်သို့အလွယ်တကူပြောင်းလဲသွားပေလိမ့်မည်လမ်းမသို့ရောက်သည့်အထိကျွန်တော်ပြေးခဲ့သည်လမ်းမပေါ်ရောက်သောအခါတောင်မြောက်တစ်ချက်စီအကဲခတ်ကြည့်လိုက်၏မြောက်ဘက်မှဈေးရက်ကွက်တောင်ဘက်မှရွာသင်းနှင့်စိန်ပန်းကုန်းအသွာလမ်းကျိုးများရှိသည်မိုးနှက်သည်သုံးရက်ဆက်တိုက်သူသွားခဲ့ရသည့်တန်ကိုင်းဘက်သို့ထွက်သွားရာဖြစ်သောဈေးဘက်နှင့်ဆက်တန်းရက်ကွက်စီကိုသာသွားနိုင်သည်ဟုကျွန်တော်ခန့်မှန်းခဲ့၏သို့သောခန့်မှန်းမှုမှားသည်ထင်သည်တောင်ဘက်စီမှာဖုံလုံးထုတဲ့တကူဝေးရာသို့ရွေလျားနေသည်ကိုမြင်ရပြီးမြောက်ဘက်မှာမရှိပေကျွန်တော်ဘယ်ဘက်သို့လိုက်ရမည်ကိုချက်ချင်းဆုံးဖြတ်ချက်ချလိုက်ရ၏ထိုအချိန်မှဈေးဘက်စီမှာခပ်ပြေးပြေးမောင်းလာသောမြင်းလဲတစ်စီးကိုတွေ့ရသည်ထိုမြင်းလဲဆရာ၏နာမည်ကိုကျွန်တော်မသိပါသို့တော်လက်ပြလိုက်၏သူမြင်းလဲပြန်သိမ်းလာခြင်းဖြစ်သည်ခရီးသည်ပါမလားပါအကိုဒုံမြင့်တစ်စီးအဲ့ဒီဘက်ပြေးတာတွေ့ခဲ့လား
မတွေ့ပါဘူးကျွန်တော်တောင်မြင်းပေါ်တင်ပေးမိလိုက်လို့အဲ့ဒါသူဒီနားလဲသွားဟန်ဖြင့်တောင်ဘက်သို့မျှော်ကြည့်၏ဖုံငွေများကြံရင်ဆဲဖြစ်သည်ကျွန်တော်ကဒေါ်ငွေအိမ်ရဲ့တမတ်ပါဗျာအိမ်မှာမြင်းဖို့မရှိလို့ကျွန်တော်သားနောက်ကိုကျွန်တော်လိုက်ချင်တယ်အဲ့ဒါအခုမြင်လေရလိုက်ပို့ပေးနိုင်မလားအရေးကြီးလို့ပါတားကမြင်းတစ်ခါမှစီးဘူးတာမဟုတ်ဘူးတက်ကျွန်တော်လင့်မြန်စွာမြင်းလဲပေါ်ရောက်သွားသည်ကဲတမီးလေးရေဟောဟိုရှိမှာမိုးနဲ့ဒုံပြေးနေတယ်မိအောင်လိုက်စမ်းမြင်းလဲဆရာကမြင်း၏အမိထိပ်ပိုင်းကိုကြာပွေဖြစ်ခတ်ဆက်ဆက်ရိုက်ပြီးအမိန်ပေးလိုက်သောအခါမြင်းသည်စောစောကလူခြေသုံးချောင်းထောက်မဟုတ်ဘဲလေးဘက်ကစုံဆိုင်ပြေတော့သည်မြင်းလဲဆရာသည်ဒေါ်ငွေအိမ်၏တမတ်အဖြစ်ကျွန်တော်ကိုမသိပင်မဲ့ဒေါ်ငွေအိမ်၏မြင်းအဖြစ်မိုးနှက်ကိုတော့ကောင်းကောင်းသိဟန်တူပေသည်လမ်းထိပ်သို့ရောက်သောအခါအရှိဘက်အနောက်ဘက်လမ်းကြိုးများခွဲထွက်လျက်ရှိ၏မိုးနှက်သည်စိန်ပန်းကုန်းပတ်သွားခြင်းဖြစ်သည်သူ့ခြေရာဖုံလုံးများအလိမ့်လိုက်ကြံခဲ့လေသည်မြင်းလဲဆရာလည်းကျွန်တော်လိုပင်သဘောပေါက်၏မြင်းလဲကိုအနောက်ဘက်သို့ဦးတည်မောင်းလိုက်သည်ဟဲ့မြင်းပြေးစမ်းဓာတ်ထပ်ပြေးစမ်းမှာသမီးလေးရကစုံဆိုင်ပြင်းလာသောမြင်းကိုသားဘလောက်များကြောက်လိုက်လိမ့်မလဲဟုကျွန်တော်တွေးမိသည်သားသည်ဇက်ကျိုးကိုတည်တည်ချာချာစုပ်ကင်ထားဖို့လိုလိမ့်မည်ထို့ပြင်ဒီမြပြေးနေသောမြင်း၏ဇက်ကျိုးကိုအမတ်တမဲ့တုံဆွဲလိုက်ပါကမြင်းသည်ပြုံးကနေဆိုက်ရက်သွားနိုင်သည်ထိုအခါမြင်းပေါ်မှလူသည်မြင်းကိုကြော်၍ရှေ့သို့ကျွင်းပစ်ခါကျသွားတတ်သည်အကြမတက်လင်သို့မဟုတ်ကန်ဆိုးလင်ကျွန်တော်သည်ခေါင်းထဲရောက်လာသောအတွေ့များကိုဇွတ်ပဲ့ထုတ်လိုက်ရ၏တာတစ်ခုခုဖြစ်သွားလင်မကျွန်တော်ကိုဘယ်တော့မှခွင့်လွှတ်မှာမဟုတ်ပါစိန်ပန်းကုန်းရွာရှိဖြတ်သည့်အတီဖုံလုံးကိုသာကျွန်တော်တို့တွေ့ရသည်။ဂွေးရနှင့်ရှောက်တော်ရွာအကြားလမ်းဆောင်သို့ရောက်သောအခါဖုံများ၏အတွင်တွင်မွန်းနက်၏မဲနှက်တောက်ပြောင်သောကိုလုံးကိုဂွေးအသွားလမ်းပေါ်ဟိုးအဝေးမှမြင်ရပြီးကျွန်တော်အနှဲငယ်စိတ်သက်သာသွားခဲ့၏။နောက်9မိနစ်ကြာလျင်ကျွန်တော်တို့မြင်းလဲသည်မိုးနှက်ကိုမိတော့မည်မြင်းလဲနှစ်စီးရှောင်းနိုင်သောလမ်းဖြစ်၍မိုးနှက်နှင့်ဘေးချင်းရှင်၍ကျွန်တော်တို့ပြေးနိုင်သည်မိုးနှက်ဤဆက်ကိုကျွန်တော်လန့်ဆွဲထိန်ပေးနိုင်သည်သို့တော့တကယ်တမ်းမှာတော့အခြေအနေသည်ဤများမယိုးစင်းလာပေသားစွမ်းပြည့်ကျွန်တော်အတန်ကြောင့်သားကနောက်သို့ငဲကြည့်သည်သားတော်တော်တုံလုံးနေဟန်ရှိသည်ကျွန်တော်ကိုအော်ပြောဖို့သားတော်တော်အာယူနေဟန်ရှိသည်သားထိတ်လန့်မောပန်းနေ၏ဖေဖေမြင်းကိုရက်လို့မရဘူးမရက်နဲ့အောင်ဇက်ကိုမဆွဲနဲ့အောင်သွားပါစီဖေဖေမိအောင်လိုက်ခဲ့မယ်စိတ်အေးထားစမ်းမိုးနက်ဤဇက်ကျိုးကိုဆွဲဖို့ကျွန်တော်တို့မိလောက်အောင်မိုးနက်ကမနာခံပေကျွန်တော်တို့မြင်းသည်သူနှင့်ကိုချင်းပေးချင်းရှင်မိသောအခါအလွယ်လဲပတ်သောမိုးနက်သည်အသွားနှုံးကိုချက်ချင်းလျှော့ပြီးခြေလမ်းကိုပြင်ပစ်လိုက်၏လေးဘက်ပြေးနေရမှာသုံးချောင်းထောက်သွားလိုက်ခြင်းဖြစ်သည်ကျွန်တော်တို့မြင်းကချက်ချင်းခြေလမ်းမပြင်သောကြောင့်ကျွန်တော်မျှော်မှန်းသည့်ပုံစံအတိုင်းမရတော့ပေယခုအခါမိုးနက်ကနောက်မှာခက်ဖြည်းဖြည်းအသားကျလန်းနေပြီးကျွန်တော်တို့ကမြင်းကိုဒုံဆိုင်ရမှာခြေလမ်းပြောင်းဖို့ဇက်ကင်လုံးရှိသေးသည်မြင်းနှက်ကောင်အကွာအဝေးတော်တော်ဝေးနေပြန်ပြီသို့တော့ကျွန်တော်မစိုးရိမ်ပါမိုးနက်ဤခြေလမ်းကိုကျွန်တော်ရိပ်မိပြီးမိုးနက်သည်မုံကျင်းသို့သွားနေခြင်းဖြစ်သည်မြင်းဆိုသည်မှာနှစ်တော်တော်ကြာခဲ့သည့်ကာလတစ်ခုကအဖြစ်အပျက်တွေကိုမှတ်မိနိုင်လိမ့်မည်ဟုကျွန်တော်ဘယ်တော့မှမထင်ခဲ့မိပေကျွန်တော်တို့မြင်းလဲကြောင့်မိုးနက်ခြေလမ်းနေသွားခြင်းမှာအခိုက်အတန့်သာဖြစ်ကြောင်းကျွန်တော်သိသည်မြင်းလဲအိမ်တက်ထားလင်တော့ရှီမြင်းလဲကလမ်းမပေးလင်ရှေ့ကျော်တက်၍မဖြစ်နိုင်မှမိုးနက်သိ၏ယခုသူ့မှာမြင်းလဲအိမ်တက်မထားမှန်သူတတိယနေမှာပဲကျွန်တော်တို့မြင်းကိုသူကြော်မှာပဲရှေ့တက်ကနေပိတ်ထားလိုက်ရင်ကောင်းမယ်ဗျခမည်းနောက်ဖက်ကိုသွားခြေနင်းမှာမတ်တက်ရက်ပြီးမြင်းကိုလမ်းအတန်ပေးလိုက်ပြီးရင်ခုံစင်းပြီးသူ့ဆက်ကိုလမ်းထိန်ပြမြင်းလဲဆရာအကြံပေးသည်ဤအကြံကိုကျွန်တော်မလိုက်နာနိုင်ပါကျွန်တော်တို့သူနှင်းပြိုင်ပြီးခြေလမ်းနေသွားလင်သူကြော်တက်တော့မှာမုံစိတ်ထိရအောင်သူသွားမှာဟို့မှာချက်ချင်းတုံခနဲရက်လိုက်မှာဟိုတုန်းကအဖြစ်များကိုကျွန်တော်မမေ့နိုင်သေးပါခွေးရွာကိုကြော်သွားပြီးလင်တော့မုံကျင်းလန်းတွင်ဒုံပြေးနေသောမြင်းနောက်သို့ကျွန်တော်တို့မြင်လဲလိုက်နိုင်မှာမဟုတ်ပါလူသွားလမ်းကလေးသာဖြစ်ပြီးဘေးမှာရာခင်းများရှိသောလမ်းမို့မိုးနှက်အားကျွန်တော်တို့ကြော်နိုင်မှာမဟုတ်လူတော်၎င်းမြင်းတော်၎င်းမထိခိုက်ပဲကြော်နိုင်မှာမဟုတ်နောက်ပြီးထိုအချိန်မှာသားမြင်းပေါ်မှာလိမ့်ကြလင်မြေပေါ်မှာကြာရမည်ပို၍နာမည်ရှေ့မှာဒီထက်ကြာ၍ကောင်းသောသဲမြေရှိနေသည်ကိစ္စမရှိဘူးခမည်းမြင်းလဲကိုဒုံဆိုင်ပြီးကွေးအထိမောင်းပြီးရင်ရွာထဲဝင်ကွေးလိုက်ကျွန်တော်ညောင်ပင်ကြီးမှာဆင်းကြံခဲ့မယ်ကျွန်တော်အထင်မှန်ကြောင့်မိုးနက်ဤချီလက်များထောက်ခံလိုက်၏မိုးနက်သည်လေးဘက်တုံဆိုင်ရန်ဟန်ပြနေပြီကျွန်တော်တို့မြင်းလဲကပိတ်ရထားလင်လမ်းရှာပြီးကြော်တက်တော့မီသားသည်မြင်းအားစိတ်ပျော်ပြအောင်ချော်မော့တတ်သည်မဟုတ်ဇက်ကင်တတ်သည်မဟုတ်ကျွန်တော်ဒီချိန်မှာမိုးနက်ကိုတားဆီးလိုက်လင်သားလိမ့်မကြစီပဲမိုးနက်ကရက်တန့်သွားမည်မထင်ခွေးရွာရောက်တော့ကျွန်တော်ခုန်စင်ပြီးနည်းနည်းများမတုံဆိုင်မဲအားသွင်ရေးရှိသို့ပြေးခဲ့သည်လမ်းမှာခရီးသည်3-4ယောက်ကိုကြော်ခဲ့သည်သူတို့သည်ဒုံစီလာသောမြင်းခွာအတန်ကြောင့်လမ်းဘေးသို့ကတ်နိုင်သမျှကပ်ပေးထားကြလေသည်
မုံကျင်းသို့ရောက်သောအခါကျွန်တော်ရင်တစ်ခုလုံးပွန့်ထက်မတက်မောပတ်နေပြီဖြစ်သည်နောက်မှမြင်းခွာတန်သည်နီးတက်နီးလာ၏မုံကျင်းတစ်ဝိုက်ရာကင်းများမှလူများသည်ကျွန်တော်ကိုကြောင်ကြည့်နေပြီးနောက်မှလိုက်လာသောမြင်းရှိရာသို့အထိတ်တလန့်ကြည့်ကြသည်ပြေးသူမမီအောင်ပြေးမြင်းအလျားနှစ်ခုစာလောက်ကျွန်တော်ကြောနေမှဖြစ်မည်ကျွန်တော်ခြေပွားအောင်မှတဲပြင်ကိုတတိထားမိသည်မုံကန်ပါသူရောက်တော့မည်ပြေးလိုက်စမ်းပါကျွန်တော်ကိုမြင်းမကြော်သွားအောင်ပြေးလိုက်စမ်းပါပြေးမှဖြစ်မည်ဖေတားဤခေါ်တမ်းမှာအကွဲနေသည်တားသည်တလျှောက်လုံးမြင်းကိုအော်ဟစ်ချိန်မောင်းလာခဲ့လေသလားမသိမြင်းပယ်ကိုသွားနေသည်ဆိုတာလဲတားမသိဘယ်ချိန်ကြမှရက်နိုင်သည်ဆိုတာလဲတားမခံမှန်းတတ်တားကြောက်ရှာပြီးလိမ့်မည်မုံကန်ပါတဲမြေပြင်တွင်ကျွန်တော်ခြေလန်းရက်ပြီးမြင်းလာရာသို့လှဲ့ကမတ်တက်ရက်နေလိုက်သည်မုံစိတ်ရေဆက်တွင်လူတချို့ကရိုးဆောင်နေကြသည်သူတို့အားလုံးအံ့ဩထိတ်လန့်နေကြ၏မိုးနက်သည်ကျွန်တော်ရက်နေရာသို့လေးဘက်ပြေးလာနေသည်တားသည်ဇက်ကျိုးကိုတင်းတင်းကြပ်ကြပ်စုပ်ကင်လျက်ထိတ်လန့်နေ၏ဖဲတိုက်မိမယ်ထို့နောက်တားသည်ရှေ့မှမုံမြစ်ကိုဖြုံကနေမြင်သွား၏ကုန်းနေသောတားဤကိုမှရုတ်တရက်မှတ်သွား၏အာတားဤအော်တန်သည်အကွဲတုန်ခိုက်နေ၏တားဇက်ကျိုးမလွတ်ဖို့ပဲအရေးကြီးပါသည်ကျွန်တော်မိုးနက်ဤနာမည်ကိုလမ်းခေါ်ပြီးစုပ်တစ်ချက်နှစ်ချက်တက်ခါချော့လိုက်၏တဲမီကိုနင်းရသည့်အတွေ့ကျွန်တော်အတန်ကိုကြားရသည့်အာယုံအပြင်မြည်ရည်စီတန်ကိုမိုးနက်ကြားနိုင်လေသလားကျွန်တော်မသိပါဘာပဲဖြစ်ဖြစ်မိုးနက်သည်ခြေလေးပတ်လုံးတုံကနေရခါကောင်းဆိုင်ပစ်လိုက်သည်အခြေအနေသည်ကျွန်တော်မျှော်လင့်သည့်အတိုင်းပင်ဖြစ်သည်ဟိုတုန်းကသူဤလုံနီးလုံဟန်အတိုင်းဖြစ်သည်မိုးနက်သည်ကျွန်တော်ရှေ့သုံးပေအကွာမှရပ်တန့်သွားသည်တားလက်ထဲမှမြင်းဆက်ကြိုးတွေလွတ်ထွက်သွားသည်ခြေထောက်တွေကခြေနှင်းကွက်ထဲမှပြုတ်ထွက်သွားသည်ထို့နောက်တားဤကိုခန္ဓာသည်မြောက်ခနဲလွင့်သွားပြီးခေါင်းဆိုင်ထားသောမြေရှိမှကြော်ကကျွန်တော်စီသို့ကျွန်းဆိုင်ကြလာသည်ကျွန်တော်သည်တားဤကိုလုံးကိုကျွန်တော်ကိုနှင်ကာ၍စီးကြိုဖမ်းလိုက်သည်တားဤ16နှစ်အရွယ်ကိုခန္ဓာဒီများကြီးမားလေးလံမည်ဟုကျွန်တော်မထင်ခဲ့ကျွန်တော်သည်တဲမြေပေါ်သို့တားနှင့်အတူလုံထွေးဖက်လျက်သာနောက်ပြန်လန်းကျသွား၏ကျွန်တော်တို့တပတ်လောက်လိမ့်စင်သွားသေး၏တားဤကိုလုံးမှာတဆက်ဆက်တုန်ခိုင်းနေသည်ကျွန်တော်စိုးရင်တကြီးငုံကြည့်လိုက်သောအခါတားဤရေတံတဲ့ကိုကြားရသည်ကျွန်တော်စိတ်သက်သာစွာပြုံးလိုက်မိပါသည်ဖိနာသွားလားကျွန်တော်မဖြေဘဲတားဤပခုံးကိုလက်သီးဖြင့်ခတ်ဆက်ထိုးရင်လူလဲထားလိုက်သည်တားအသေးပြင်ကိုလက်ထောက်ကထားရင်မောဟိုက်နေသည်ကံကောင်းလို့နော်ဖေကျွန်တော်တော့သွားပြီလို့အောင်းမေးလိုက်တာတာမြင်းစည်းကျင်သေးလားတာပခုံးတွန့်ကရေမောပြီးမှကောင်းငိမ့်သည်မိုးနက်ကဖေကိုတိုက်ပြစ်မှမကြောက်ဘူးလားဖေကျွန်တော်ဘလို့ဖြေရမည်နီတရိတ်ဆန်တကောင်အပေါ်ယုံကြည်စိတ်ချစွာပြုမှုလှုပ်ရှားရသည့်ကိစ္စမှာအသက်နှင့်ရင်း၍လောင်ကစားခြင်းဖြစ်ကြောင်းသားကိုပြောမပြရပါသားအသက်အရွယ်ကြီးရင်လာသောအခါဤအတွေ့အကြုံမျိုးတွေ့လာလိမ့်မည်နေရာတကာမှာအတိညာဉ်ဖြင့်အတိအကျခံမှန်းတွက်ချက်၍မရနိုင်ကြောင်းသားသိလာလိမ့်မည်ဖြစ်နိုင်ခြေနည်းနည်းကလေးပေါ်မှာမိမိ၏စီးပွားရေးအိမ်အောင်ရေးနောက်ဆုံးမိမိအသက်ထိုအရာများပုံအပ်ပစ်လိုက်ရတတ်ကြောင်းသားသိလာလိမ့်မည်ထိုအခါမုံမြင့်ကမ်းပါမှာဒုံဆိုင်နေသောမြေတကောင်ရှိ၌မမတ်ရက်ခဲ့စဉ်ကကျွန်တော်ဘလို့ခန်းစားနေရမလဲဟုသားသဘောပေါက်သွားပါလိမ့်မည်မိမိတော်ငွေအင်း၏နောက်ဆုံးခရီးသည်ကြိုတင်ခံမှန်းထားသည့်အတိုင်းငြိမ်သက်စွာပြီးဆုံးသွားခဲ့သည်အာတုပမှာပရိသတ်ကိုရက်တောင်နှင့်ဆက်ပြမွေးကိုသာကျွန်တော်ကန်ခဲ့ပါသည်ကျွန်တော်တို့သားဖ3ဦးတုတ်တန်မှပြန်ထွက်လာချိန်တွင်တစောင်းမုံလာဝန်းသည်ပင်ထွက်ပြူဖို့အာယူနေပြီဖြစ်သည်ပတ်ဝန်းကျင်သည်မြူနှင်းငွေများဖြင့်မှုန်မိုင်းကလွမ်းဆွဖွယ်ရာဖြစ်သည်ငှက်ကလေးတွေအိတ်တန်းတက်ဖို့ပြင်ဆင်နေကြပြီတိရွက်တစ်ခတ်များကတော့ကျွန်တော်တို့ဤဝမ်းထဲပွဲမြင်ကွင်းကိုသူအေးအေးဖြင့်စောင့်ကြည့်နေသလိုငြိမ်သက်လျက်ရှိနေသည်မိသည်တခြားကိစ္စများကိုသာစိစက်တေကြစွာမှာကြားခဲ့တော်လဲအုတ်ကူကိုဘယ်မှာတရားမည်ဟုမှမသွားခဲ့ပေမိကဘာမျှမမာသောအခါကျွန်တော်တော်တော်အစင်စားရကျက်သွားခဲ့သည်မိသဘောထားကိုမေးကြည့်ဖို့ရောကျွန်တော်ကဘလောက်အသေးမှနိုင်မှာမို့လဲဒီတော့မိဆုံးမိဆိုသည့်အခါကျွန်တော်အတွေ့အကြုံသို့ပထမဆုံးရောက်လာသောပြဿနာမှာမိအုပ်ကူကိုဦးမင်းကောင်နှင့်ရှင်လျက်တဲ့တင်မတဲ့တင်မိသည်ဦးမင်းကောင်ကိုချစ်ခဲ့ပါသလားနှစ်ပေါင်းများစွာဦးမင်းကောင်ကိုစကားတခွန်းမှမပြောခဲ့သောကြောင့်မိမချစ်ဘူးဟုကျွန်တော်မသတ်မှတ်ရဲပါမိမတို့၏အချစ်နှင့်အမုန်းသည်တခါနယံပါးပါးကလေးတစ်ချက်သာခြားနေတတ်သည်အချစ်ကိုအမုန်းဟုထင်ရသလိုအမုန်းကိုအချစ်ဟုထင်ရတတ်သည်ကျွန်တော်သည်ကိုယ့်ဟာကိုယ်ဆုံးဖြတ်ချက်ချကာမိအုပ်ကူကိုဦးမင်းကောင်၏အုပ်ကူပေးမှရှင်လေးရဲ့နေရာချလိုက်သည်ကျွန်တော်ဆုံးဖြတ်ချက်မှားသွားခဲ့လင်မိသည်တန်တရားအဆက်ဆက်ကျွန်တော်အားခွင့်လွှတ်နိုင်လိမ့်မည်မဟုတ်ပါကျွန်တော်ဆုံးဖြတ်ချက်မှန်သွားခဲ့လင်တော့မိသည်မပွန့်တပွန့်ရှက်ပြုံးတစ်ချက်ဖြင့်ကျွန်တော်အားမျက်မှောင်ကျုပ်ပြပါလိမ့်မည်ဘာပဲဖြစ်ဖြစ်ကျွန်တော်သည်မိအုပ်ကူကိုကြော့ပြီးတော့အခါအနှစ်အလားလားကကျဉ်ကျပ်မွန်းသိမ့်နေခဲ့သောစိတ်အာယုံတစ်ခုပေါ်ပါစွာလွတ်မြောက်သွားသလိုခံစားလိုက်ရသည်ကျွန်တော်သည်ရှားဆောင်ပြသက်ခြုံရှိသို့ရောက်သောအခါတုတ်တန်ထဲသို့တစ်ကြိမ်လှည့်ကြည့်မိပြန်၏
နေရခဲ့ပြီးတော့မိမိငြိမ်သက်အေးချမ်းစွာမိမိနေရခဲ့ပြီးတော့တန်တရားဆိုတာရှိခဲ့လင်မိမိဤတန်တရားသည်ဤဘဝလိုဆင်းရဲဒုက္ခတန်ရာတန်ချက်များဖြင့်ရုပ်ဆိုးမနေပဲလှပအေးချမ်းသောတန်တရားသာဖြစ်ပါစေနေဤအလင်းရောင်ကုန်ခန့်ဤလာဝင်းဤအလင်းရောင်ထွက်ပြုကန်ဤအလင်းရောင်နှစ်ခုအကြား၌တုတ်တန်ထဲမှအုတ်ကူကလေးများသည်ကြေကွဲပွေရာငြိမ်သက်၍ကြံရည်ခဲ့ကြသည်ဒီအထဲမှအုတ်ကူနှစ်ခုသည်အခြားအုတ်ကူများနှင့်ရောထွေးမနေပဲတည်တံ့စူးစီးလျက်ရှိသည်ဖြူလောလွှားအုတ်ကူများသည်အာတုဘရှုပရိသတ်အားပုံမြင်တစ်ခုပြောပြတော့မိဟန်ရှိနေသည်ဦးမင်းကောင်အသက်84နှစ်ဒေါ်ငူရင်အသက်81နှစ်ကျွန်တော်ဤအုတ်ကူများနှင့်ဝေးရာသို့ခြေလန်းနေကွေးစွာလန်းလာခဲ့ချိန်တွင်ဤအုတ်ကူများနှင့်အတူရှင်တွဲရှိနေသည့်အခြားသင်္ချိုင်းမြေပုံတစ်ခုကိုလမ်းဆွစွာအောင်မိသည်မြေပုံနှင့်အုတ်ကူတွေဆိုသည်မှာအိမ်နေရာရွှေ့တလို့တနေရာပြောင်းရွှေ့ယူလို့ရပါသလားပြောင်းရွှေ့ယူလို့ရသည်ဆိုလျှင်ကျွန်တော်မသိမီထိုသင်္ချိုင်းမြေပုံထဲမှတစုံတစ်ယောက်ကိုဤတုတ်တန်သို့ပြောင်းရွှေ့ပေးလိုလာပါသည်ဒီလိုဆိုပြန်တော့နေရတကာလက်တွေ့ကြလွန်းသည့်မမအိမ်ဆိုးမေကကျွန်တော်ကိုလောင်ပြောင်တယောနေတော့မှာပါပဲမိမိအုပ်ကူပဲမှာလဲရင်တိုးတိတ်သောသမီးအတန်သည်ကျွန်တော်ရင်ထဲသို့ပြင်းထန်သောအရှိန်ဖြင့်ထွန်းဖောက်ဝင်ရောက်သွား၏ကျွန်တော်သမီးကိုတန်တောလဲကြည့်လိုက်မိသည်သမီးကသမီးအမေကိုသတိရနေခဲ့သည်ပေါ့ကျွန်တော်နဲ့တွေ့ကြတဲ့ကသမီးထံမှမမေဟူသောစကားလုံးနှင့်ဖေဖေဟူသောစကားလုံးကိုမကြားခဲ့ရသောအခါသမီးရင်ထဲမှာကျွန်တော်တို့နှစ်ယောက်မရှိဟုဝမ်းနည်းစွာလက်ခံထားလိုက်ရသည်ယခုတော့သမီးသူ့အမေကိုသတိတရမေးလာခဲ့ပြီအ ਨੇ ဆုံးသမီးရင်ထဲမှာသူ့မမေတော့ရှိနေခဲ့ပြီပေါ့အဝေးကြီးမှာသမီးရဲ့မဲဆလီဆယ်ရဲ့ဟိုဘက်ရခိုင်ရိုးမတောင်ကြီးမှာတားနဲ့သမီးကကျွန်တော်ကိုပြိုင်တူမောကြည့်ကြသည်ဘာဖြစ်လို့အဲ့ဒီမှာရှိနေတာလဲဖေဖေသားကစိတ်ဝင်စားစွာမိတော့သားဤညီညိုရောင်စပင်ပျော်ကလေးများကိုကျွန်တော်လက်ပွားဖြင့်အသာတက်လိုက်မိသည်ဒါဖြင့်သူတို့သည်ကျွန်တော်တို့အကြောင်းဘာတစ်ခုမှပြည့်ပြည့်စုံစုံမသိခဲ့ဘူးပေါ့ဘာဖြစ်လို့အဲ့ဒီမှာရှိနေရတာလဲဆိုတာဖေဖေပြောပြမှာပေါ့သားတို့တိတိနဲ့မိသားစုရာဇဝင်ကိုဖေဖေမှမပြောရင်ဘယ်သူမှပြောပြမှာမဟုတ်ဘူးနောက်ပြီးမိသားစုအားလုံးဟာကိုနဲ့ဆိုင်သမျှကိုသာကိုတီးကြတာဖေဖေကတော့အားလုံးကိုတီးနေခဲ့တယ်တကယ်တော့ဖေဖေကအပြင်လူပဲဒါပေမဲ့တယောက်ချင်းကိုဖေဖေတီးခဲ့တယ်ဖေဖေတီးသမျှသားတို့ကိုပြောပြမယ်အေးစစ်စစ်ပေါ်သားရေနော်အပြန်ခီးမော်တော်ပေါ်မှာဖေဖေပြောပြမှာပေါ့လာရောင်အောက်တွင်မိမိတော်ငွေအိမ်ဤခြံဝင်းကြီးသည်မျက်စိတစုံပြလဲစွာငြိမ်သက်နေ၏အိမ်ရှိကမြေတလင်းပြင်ကျဲကြီးသည်လာရောင်အောက်မှအယောင်လက်မတက်တောက်ပါရွှင်လဲနေသည်မြေပြင်သည်ကွန်ကရစ်တံမှန်တလင်းခင်းထားသလိုပင်ပြင်းကြီးစွာမာကျောကျစ်လစ်နေ၏ခြံဝိုင်းကိုခြံစည်းရိုးခတ်ထားသည်မှာတစ်သားတိုင်ဝန်းထရံများဖြစ်သည်ဟိုစဉ်တုန်းကတော့မိမိအိမ်ဝိုင်းသည်ခြံစည်းရိုးမရှိရှားဆောင်ပြသက်ပင်များကိုခက်စိတ်စိတ်ထိကပ်စွာစိုက်ထားသည့်ရှားဆောင်ပြသက်ခြံစည်းရိုးအတူသာဖြစ်ခဲ့သည်ကျွန်တော်မတ်တက်ရက်နေရသည်ခြံဝိုင်း၏အရှိတ်စွန်းဧကရစ်ပင်ကြီးအောက်မှဖြစ်သောကြောင့်ဧကရစ်ပွင့်ကြွေများဖုံးလွှမ်းနေသောမြေပြင်သည်နင်းလိုက်တိုင်းပွပွအီနှိမ့်ဝင်သွားလေသည်ကျွန်တော်နှင့်ခက်လန်းလန်းခြံဝင်းပြင်မတ်တွင်မိမိ၏စပားနှင့်ရာတလင်းပြင်ရှိသည်ကောက်ရိုးပုံသည်မြင့်မားစွာမိုးမောင်နေ၏တလင်းပြင်၏တစ်ဖက်ကမြောင်းပေါင်တွင်ကြီးမားသောတရက်ပင်တန်းသည်အုပ်အုပ်ဆိုင်ဆိုင်မိုင်းညိုကငြိမ်သက်နေ၏ဤပတ်ဝန်းကျင်တွင်တခုတည်းသောအတန်မှာမြောင်းကြီးအတွင်းမှရေစီးတန်တက်တဲ့ပင်ဖြစ်သည်ရေစီးတန်အမျိုးမျိုးကိုကျွန်တော်ကျွမ်းကျင်စွာခွဲခြားကြရောင်တတ်တော်လဲဤမြောင်းဤရေစီးတန်ကတော့ပုံမှန်မဟုတ်ပေတခါတခါညင်ညင်သာသာတခါတခါမြောင်းထဲသို့ငိုက်ကျနေသောညောင်ပင်ကိုင်းအခက်လက်များကိုတွန်းတိုက်ဖြတ်ကျော်သည့်ရေစီးကြမ်းကြမ်းထို့ပြင်နွေရာသီမှာရေဆက်ဆက်သာရှိပြီးပြင်းဤပြင်းတွက်မသေးမကွဲရေတံမိုးရာသီမှာတော့မြောင်းပေါင်နှုတ်ခမ်းမြေပြင်ကိုထိအောင်ရှမ်းနေသည့်ခွန်အားကြီးမာသောရေတံတခါတခါမြောင်းပေါင်အဆက်ကမျက်ရွက်တစ်ရွက်ကလေးများကိုပင်တိုးတိုက်လှုပ်ခတ်စေသည့်ရေစီးတံဤရေမြောင်းကြီးသည်ကုန်းဆောင်၏အသက်ဖြစ်သည်ကုန်းဆောင်အနီးတစ်ဝိုက်ကလေကွင်းများသည်ဤရေမြောင်းမှရေသွင်းယူ၍ရှင်သန်ကြီးထွားကြရသည်ထို့အပြင်ဤရေမြောင်းသည်မမအိမ်ဆိုးမေနှစ်သက်သောအရာများတဲ့တွင်တစ်ခုအပါအဝင်ဖြစ်သည်ပြောရမည်ဆိုလျှင်တော့မမအိမ်ဆိုးမေနှစ်သက်သည့်အရာများတွင်ကျွန်တော်စပင်များလည်းပါဝင်နေသည်ပခုံးသို့မတိတတိရှည်လျားစွာပျော့ပြောင်းနေသောအညိုရောင်စပင်များသည်ယောက်ျားတစ်ယောက်နှင့်မလိုက်ဖက်ဘူးဟုမမခဏခဏပြောတော့လေထိုစပင်များကြောင့်ပင်ကျွန်တော်မှာလူကြီးတစ်ယောက်၏ဟန်ပန်မှုရာမျိုးရှိနေခြင်းဖြစ်သည်ဟုမှတ်ချက်ချ၏
မောက်မျက်လုံးနဲ့နှာခမ်းတွေကနူးညံ့သိမ်မွေလွန်းနေယောက်ျားတစ်ယောက်နဲ့မလိုက်ဖက်ဘူးအဲ့ဒီတော့ဒီသပင်ရှည်တွေကိုမှမထားရင်မောင်ကအရွယ်မရောက်သေးတဲ့ကလေးလေးလိုဖြစ်နေတော့မှာပဲဟုမမကပြောဘူးပါသည်ကျွန်တော်သပင်များကိုမိမိတုံကိုအိမ်ကတော့ခဏခဏရေမောလေးရှိ၏ဒီကလေးနဲ့အယူမဟုတ်အကောင်းမဟုတ်တဲ့ထိုသပင်များကြောင့်ပင်ကျွန်တော်ရောက်ခမကြီးဦးမင်းကောင်ကမမအိမ်ဆိုးမိနှင့်ခါခါတီတီသဘောမတူနိုင်ခြင်းဖြစ်သည်ထိုသပင်များကြောင့်ကျွန်တော်ကိုသူကအရိုင်းကောင်ဟုခေါ်ခဲ့သည်ထိုသပင်များကြောင့်ကျွန်တော်ကိုသူကတော်တွင်သားဟု၎င်းတငါသည်ဟု၎င်းခေါ်ခဲ့သည်ထိုသပင်များကြောင့်ပင်ကျွန်တော်သည်မိန်းမတစ်ယောက်ကိုသားမတ်မတ်မယားမတ်မတ်ပေါင်းမိကောင်မဟုတ်ဟုမှတ်ချက်ချခံရ၏ထိုသပင်များကြောင့်ပင်ကျွန်တော်သည်ကလေးကချီအောက်တန်းစားကောင်ဖြစ်ခဲ့ရ၏သို့သောမမအိမ်ဆိုးမိကသာနှစ်သက်မည်ဆိုလျှင်တလောကလုံးကစန့်ကျင်ကန့်ကွက်နေပါစေကျွန်တော်ဂယုစိုက်လိမ့်မည်မဟုတ်ပါဖေဖေပြုံးနေတယ်ကျွန်တော်နောက်မှခတ်တိုးတိုးအတန်တစ်ခုကြောင့်ကျွန်တော်ဖြတ်ခနဲလဲကြည့်လိုက်တော့အခါဘောင်းမီအိတ်တွေရဲ့လက်နှစ်ဖက်ထိုးထည့်ပြီးကျွန်တော်ရှိရာရှောက်လာတော့တားကိုတွေးလိုက်ရသည်ဟုတ်လားကိုကကိုပြုံးလိုက်မိတာတော့မသိပါဘူးသားရတားသည်ကျွန်တော်နဲ့ရှင်ရက်လိုက်တော့အခါကျွန်တော်အရက်ကိုမိဖို့2လက်မလောက်သာလိုတော့ပါလားဟုကျွန်တော်သတိထားမိသွားသည်အရက်နဲ့လိုက်အောင်ကိုခန္ဓာကြွက်သားများဖုံထောင်းမှုမရှိသေးသောကြောင့်ရှီကိုင်းကိုင်းဖြစ်နေ၏သားအားကစားတစ်ခုခုကစားပါလားဖေဖေကကျွန်တော်ကိုအထင်သေးလိုက်တာကျွန်တော်ကရာတေးတင်နေတယ်ဖေဖေရဲ့ဟော်ရီမာကြည့်ဒါကကျွန်တော်ရှိမှခြေကိုချဲရက်ခကရာတေးတိုက်ခွက်တစ်ခုကိုဟန်ပါပါတရုပ်ဆောင်ပြ၏ကျွန်တော်အတန်ထွက်ရေမောရင်တာပခုံးကိုခတ်တင်းတင်းစုံညစ်လိုက်ပါသည်ဒါကဖြတ်ခနဲကိုကိုပြန်နှွဲလိုက်ပြီးနောက်ကျွန်တော်လက်မောင်းတစ်ဖက်ကိုခပ်ပွားပွားဆုပ်ကိုင်းကြည့်သည်ပါလွာသောရှက်အင်ကြီးနွမ်းနွမ်းအောင်မှကျွန်တော်လက်မောင်းလက်ဖြတ်များ၏တန်မာကြည့်လက်မှုကိုတားအံ့ဩတကြီးစူးစမ်းလိုဟန်ရှိသည်ဒီလိုလက်မောင်းမျိုးဒီလိုအနေထားမျိုးရဖို့ဖေဖေပါအားကစားတွေလုပ်ခဲ့ရတယ်လေဟင်ကျွန်တော်ကောင်းရမ်း၍ရမိသည်ဒါကကျွန်တော်ကိုမယုံသင်္ကာဟန်ဖြင့်ပြုံးဆဆကြည့်လေသည်ပြောစမ်းမှာဖေဖေကတားဖချင်းချင်းအဲ့လိုရှို့မထားပါနဲ့တကယ်ပါကွာဖေဖေဘာအားကစားမှမလုပ်ခဲ့ဘူးပါဘူးဒါပေမဲ့ဖေဖေကလက်နဲ့ခြေထောက်နဲ့အမြင်မပြတ်အလုပ်လုပ်နေရတဲ့အလုပ်ကျန်းသမားကွာဒီလိုကိုခန္ဓာရတာမဆန်းပါဘူးဒါစဝေစဝါဖြင့်ကြည့်၏ဖေဖေတီးတတ်ဆအရွယ်ကလေးကဖေဖေကလှေထိုးသားကွာလှော်တက်ကြီးတစ်ခုတစ်ခုဟာဖေဖေကိုခန္ဓာထက်ကြီးသေးတယ်အဲ့ဒီလှော်တက်တွေနဲ့နှစ်ပေါင်းများစွာရုန်းကန်အသက်ရှင်ခဲ့ရတာပေါ့ရော့ဟော်ရီလက်ပွားတွေကိုကြည်စမ်းကျွန်တော်၏အသက်မှာတက်နေသောလက်ပွားများကိုဒါမဝတ်မရဲစမ်းသက်ကြည့်ရင်ကျွန်တော်ကိုငေးမောကြည့်လေသည်လှော်တက်ကြီးတွေထိုးဝါးကြီးတွေကိုမနိုင်မနှင်းကင်ခဲ့ရတဲ့လက်တွေရွက်ကြိုးအတုပ်ကြီးတွေကိုမနိုင်မနှင်းကင်လို့ကျိုးနဲ့ပွန်းတိုက်ပြီးသွေးချင်းချင်းหนีခဲ့ရတဲ့လက်တွေတောင်တင်ရင်ပကုံးမှာကျိုးတင်ပြီးလှေကိုဆွဲခဲ့ရလို့အရေပြားလန်ပြီးအသက်မှာတက်ခဲ့ရတဲ့ပကုံးတွေဒါအဲ့ဒါဖေဖေအသက်ဘယ်နှစ်နှစ်လို့ထင်လဲသားမဖြေပါဖေဖေအသက်73နှစ်သားရဲ့သားရွယ်ပဲရှိအောင်မလဲကျောင်းနေဖို့အချိန်မရှိဘူးထမင်းနက်မှန်အောင်စားဖို့အလုပ်လုပ်နေရလို့ဒီတော့ကို့လိုလှေထိုးသားတဲ့အသက်ကြီးကြီးလူကြီးတွေစာဖတ်တတ်တဲ့လူကြီးတွေစီကနေစာရေးစာဖတ်သင်ယူခဲ့ရတာကိုပိုင်ကားနဲ့တက်ရတာမဟုတ်လားဒါကကျွန်တော်ထံမှာမျက်နှာလွှဲပြီးနောက်ဟိုးခဝဝေရမြောင်းမောက်တစ်ပင်တန်းကိုလှမ်းကြည့်နေသည်ကျွန်တော်တခဏစကားရက်ပြီးသားထံမှမှတ်ချက်တစ်ခုကိုရမလားဟုစောင့်နေခဲ့သည်မိနစ်တော်တော်ကြာသည့်အထိသားထံမှဘာမှတ်ချက်မှမရလာပါဆန္ဒတစ်ခုကိုသာသားကဖွင့်ပြော၏ဖေဖေအကြောင်းတွေကျွန်တော်သိကျင်တယ်ကျွန်တော်လိုက်ခနဲဟာသွားပြီးရင်ခုန်သွားပါသည်သိရမှာပေါ့သားကိုအားလုံးမချွတ်မချန်ပြောပြမှာပါမင်းရဲ့ဘဘဦးမင်းကောင်ရဲ့အကြောင်းဖွားဖွားတော်ငွေရင်အကြောင်းဟောဟိုကလဲခွက်တွေအကြောင်းကျွန်တော်လက်ညှိုးညွှန်ပြရမှာမိမိတော်ငွေအေးလေခွက်များရှိသည်ရိတ်သိမ်းရန်စောင့်နေသောစပားပင်များယခုဆိုလျှင်မြောက်ပြန်လေအောက်တွင်စပနံများသည်နှင်းဆက်များဆူရွှဲလျက်ညွတ်ပြောင်းရိမ်နှွဲလျက်ရှိပေလိမ့်မည်ဖွားဖွားမှာလဲတွေဘယ်လောက်ရှိသလဲယင်ဖေဖေမိမတယောက်ပိုင်ဆိုင်နိုင်သမျှပေါ်သားရဲ့လင်သားမရှိသားမရှိတဲ့မိမတယောက်သူ့အစွမ်းသူ့အစနဲ့စူးစမ်းအားထုတ်နိုင်သမျှအတိုင်းအတာထိပေါ့ဧက90လောက်ရှိတယ်ဖွားဖွားတည်သွားတော့အဲ့ဒီလေတွေကိုဘယ်သူရမှာလဲရိမ်နှွဲ့နေသောစပနံများ၏လှုပ်ရှားတံကိုယခုပင်ကျွန်တော်ကြားလိုက်ရသည်ဟုထင်ရသည်လေကွန်းတွေကိုမျက်နှိုးတဲ့သူရမှာပေါ့သားလူချင်းရင်သားရမယ်သမီးလူချင်းရင်သမီးရမယ်ဖေဖေလူချင်းရင်ဖေဖေရမှာပေါ့ကျွန်တော်မလူချင်ဘူးဖေဖေကျွန်တော်ပင့်သက်တစ်ချက်ရှိုက်ကပြုံးလိုက်မိသည်ကိုသိပါတယ်တာမြေပြင်ကိုဖက်နှက်ဥဖြင့်ထိုးဆွာကအတိတ်ပဲမရှိတစ်ချက်ရေးလိုက်၏ကျွန်တော်ကအဆိုတော်ဂီတာသမားပဲဖြစ်ချင်တယ်ဖေဖေဒီတော့ကျွန်တော်ရန်ကုန်မှာပဲနေချင်တယ်အဲ့ဒါကြောင့်ပါတာဤဖြည့်ရှင်ချက်သည်တဘာဝကြပါသည်တကယ်တော့တားသည်ဘာမှဖြည့်ရှင်စရာမလိုပဲလေကွက်များကိုညှင်းပိုင်မှုရှိပါသည်မမကလည်းဆရာဝန်လုပ်မှာဆိုတော့အဲ့ဒီလေကွက်တွေကိုလိုချင်မှာမဟုတ်ပါဘူးကျွန်တော်တို့အနေနဲ့တားသည်ပြောလက်ဆစကားကိုစွန့်အားစွာရက်ပြီးမှခေါင်းကိုမော့ကာ
ကျွန်တော်တို့မောင်နှမနှစ်ယောက်အပေါ်ဖေဖေစိတ်ဆိုးမလားဟုမေးသည်ကျွန်တော်ခေါင်းခရမ်းလိုက်ပြီးသား၏ပခုံးကိုဖတ်လိုက်သည်သားကိုအမှန်တိုင်းဝန်ခံလိုက်လင်သားသည်ကျွန်တော်ကိုစိတ်ဆိုးမည်မဟုတ်ဟုမျှော်လင့်ပါသည်ကိုလည်းမလိုချင်ဘူးအဲလေမလိုချင်ဘူးဆိုတာထက်လေအလုပ်ကိုကိုမလုပ်နိုင်ဘူးသားတိမလားမသိဘူးဖေဖေမှာတင်မောတစ်စင်းနဲ့မော်တော်နှစ်စင်းရှိတယ်အဲ့ဒီကောင်တွေကတာဝန်လဲတိတ်ကြီးတယ်နှစ်စင်းကိုခရီးသည်ပို့လုပ်ငန်းအနေနဲ့မပုံတင်ထားတဲ့တစ်စင်းကတော့ကိုပိုင်အသုံးပြုဖို့တတ်တတ်ပဲအဲ့ဒီမော်တော်ဟာဖေဖေအိမ်ပဲ ဖေဖေကိုအေယာရီမြစ်ထဲမှာပဲမွေးခဲ့တယ်။ဖေဖေကအေယာရီမြစ်ပေါ်မှာပဲကြီးပြင်းခဲ့တယ်။ဖေဖေသိရင်လည်းအေယာရီမြစ်ထဲမှာပဲတည်ရလိမ့်မယ်ထင်တယ်။ဒါကကျွန်တော်ကိုမကြည့်ပဲချလဲဝဲကြလာတော့ဧကရုပွန်လေးတစ်ပွင့်ကိုလိုက်ဖန်ဆုပ်ကိုင်လိုက်သည်။ဒါပေမဲ့ဒီအိမ်ကြီးကိုတော့ကျွန်တော်ချစ်တယ်ဖေဖေ။ကျွန်တော်ပြုံးမိ၏။ဒါပေမဲ့သူ့လယ်တွေကိုမချစ်တဲ့လူကသူ့အိမ်ကိုချစ်လို့မရဘူးသားရဲ့။သားဧကရုပွန်ကလေးကိုနမ်းကြည့်ပြီးဖြက်ခနဲလွင့်ပြေးရင်ကျွန်တော်ဘက်သို့တက်တက်လဲကြည့်သည်။ဘာပြောတာလဲဖေဖေ။ဒီလယ်တွေကိုအမွေဆက်ခံခြင်းတဲ့သူမရှိရင်ရောင်းပစ်လိုက်ပြီးတော့သူ့အိမ်ကိုမိဘမဲ့ကလေးတွေအတွက်ဂေဟာတစ်ခုဖြစ်အောင်အဲ့ဒီငွေနဲ့မတီပေးရမယ်တဲ့မင်းဖွားဖွားကဖေဖေကိုမှားသွားတယ်ဒါအိမ်ကြီးကိုငေးကြည့်ရမှာပြုံးသည်ဒါဖြင့်ကျွန်တော်တို့၃ယောက်လုံးဒီအိမ်ကြီးကိုမပိုင်ရတော့ဘူးပေါ့တေချာတာပေါ့ကွာထို့နောက်ကျွန်တော်တို့နှစ်ယောက်အိမ်ကြီးစီသို့ပြန်လျှောက်လာခဲ့ကြပါသည်မိမိအတွက်9 ရက်မြောက်နေ့နံနက်ပိုင်းတွင်ရက်လည်ဆွင်ကြွေးပြီးနောက်နေ့လယ်ပိုင်းတွင်ကျွန်တော်တို့၃ယောက်မိမိအိမ်ကြီးမှာခွဲခွာခဲ့ကြပါသည်။သမီးနှင့်သားအတွက်တော့ဤအိမ်ကြီးနှင့်ဤခြံကြီးကိုတစ်သက်လုံးအတွက်ခွဲခွာခဲ့ရခြင်းဖြစ်လိမ့်မည်။ကျွန်တော်အတွက်ကတော့မိမိမှာကြားခဲ့သောကိစ္စများအတွက်နောက်ထပ်ဤနေရာသို့ပြန်လာရဖို့ရှိပါသည်။မိမိတရင်ကားဖြစ်သောဦးထွေးမောင်ကမိုးနက်ကိုမြင်းလေးအိမ်တက်ဆင်ကကျွန်တော်တို့၃ယောက်ကိုတန်ကိုင်းမော်တော်စိတ်သို့လိုက်ပို့ပါသည်။တန်ကိုင်းမော်တော်စိတ်တွင်မကြာမီကပြန်ရောက်လာသောကျွန်တော်မော်တော်ရက်နာလျက်ရှိသည်။သားသည်10 ရက်အတွင်းမိုးနက်နှင့်တော်တော်ရင်းနှီးနေခဲ့ပြီးဖြစ်ရာပြန်ကန်နီးတွင်ကုန်းဆောင်တစ်မျိုးလုံးသူအလွမ်းဆုံးအရာမှာမိုးနက်ပင်ဖြစ်သည်ဖေဖေမိုးနက်ကိုရောင်းမပစ်ပါနဲ့နော်ကျွန်တော်ပြုံးရမိ၏ရောင်းမပစ်ရင်သူ့ကိုဘယ်မှာထားရမလဲဖေဖေမော်တော်ပေါ်တင်ပြီးသွားလေရခေါ်သွားရမလားตาအနှိမ့်ငင်ငိုင်းတွေသွား၏ตา၏ရန်ကုန်မှာလည်းမိုးနက်အတွက်နေရာမရှိသည်ကိုตาသဘောပေါက်ပါသည်ကျွန်တော်သား၏ပခုံးကိုခပ်ပြင်းပြင်းတစ်ချက်ပုတ်လိုက်၏ကဲမင်းအိမ်ရောက်လို့ဂီတာကိုကောက်ကင်လိုက်ပြီဆိုရင်မိုးနက်ကိုမင်းမေ့သွားမှာပါကွာစိတ်မကောင်းမဖြစ်ပါနဲ့အိမ်မက်ဆိုတာအချိန်တန်တော့လန့်နိုးလာတာပါပဲကွသို့တော့ကျွန်တော်တို့မော်တော်တန်ကိုင်းစိတ်မှထွက်ခွာလာသည့်အခါကံပါပေါ်၌ဒီဘက်လှဲ့ကမမတ်ရလျက်ရှိသောမိုးနက်ဤမဲနဲ့တောက်ပြောင်သည့်ကိုခန္ဓာကိုတဖြည်းဖြည်းဝေးကွာစွာကြည့်မြင်နှုတ်ဆက်ရင်းကျွန်တော်မျက်ရည်ဝဲမိသည်ကိုတော့သားမသိနိုင်ပါကြီးထို့အချိန်၌သားသည်သူမြင်တွေ့သမျှအရာတို့ကိုအလောတကြီးစူးစမ်းနေပြီဖြစ်သည်မော်တော်ကိုခုန်မောင်းသောဆက်နှင့်ရေစုပ်ထုတ်သောဆက်တို့ထားရာမော်တော်စခန်းဆက်လင်ကန်ဟုခေါ်သည့်ဥပိုင်းရှိပဲ့ကင်ထိန်ချုပ်ခံဆက်လင်ကန်ထဲမှချိတ်ထားသောအဝေးကြီးမှန်ပြောင်းမော်တော်နေရံမှကတ်ထားသည့်အသက်ကယ်ဘောကွင်းများထို့နောက်ပဲ့ပိုင်းမှသေးငယ်သောအိမ်သာနေရေချိုကန်မော်တော်အပေါ်တက်ကအိတ်ခမ်းနှင့်ထမင်းစားကန်အိတ်ခမ်းတွင်းမှနှစ်ထပ်အိတ်စင်နှင့်စာအုပ်ဗီဒီယိုတေးသေးကလေးစသည်ဖြင့်သားအတွက်အရရသည့်အထူးအဆန်းတွေကြီးဖြစ်နေသည်ဖေကျွန်တော်တို့ရန်ကုန်အထိဒီမော်တော်နဲ့ပဲသွားရမှာပေါ့နော်အေးဒါအိတ်စင်ရေမြုံမွေရပေါ်သူဤကနေပြစ်လက်ချလိုက်ပြီးလက်နှစ်ဖက်ဆန်တန်းလိုက်သည်စိန်မဲအိတ်လိုက်သွားရုံပဲသမီးကသားကိုမျက်စောင်းထိုးလျက်သူ့လက်ဆွဲအိတ်ကိုနေသားတကြားပြပြရွှေနေသည်ဒါပဲနော်စွမ်းပြေနေရအောက်စင်မအိတ်ငါအပေါ်စင်မအိတ်မယ်ဟာဘယ်ရမလဲမမကမိန်းကလေးကျွန်တော်ကယောက်ျားလေးမမအောက်မှာအိတ်ကျွန်တော်ကအပေါ်မှာအိတ်မယ်ညညောသောမော်တော်ဆက်တန်ကိုဤအိတ်ခန့်အတွင်း၌တဲ့သားကြားရပါသည်မရဘူးနင်ကငယ်ပဲနင်အောက်မှာအိတ်ရမှာပေါ့ဖေကျွန်တော်ပြုံးလေးရဲ့ပကုံးတွန့်ကစာအုပ်ဗီဒီယိုမှန်ကိုလက်ညှိုးဖြင့်ဖော့ဖော့ပို့ဆွဲကြည့်လိုက်သည်စာအုပ်များသည်မမအိမ်ဆိုးမိပိုင်ဆိုင်သောပစ္စည်းများဖြစ်သည်ဤအခန်းသည်ကျွန်တော်ဤမော်တော်ပေါ်မှာမရှိလျင်တော့ပိတ်ထားလေးရှိသောအခန်းဖြစ်သောကြောင့်ဖုန်လဲပေးရန်ကျွန်တော်အလုပ်သမားများ၌တာဝန်မရှိပါဗီဒီယိုမှာဖုန်နဲ့တက်နေပြီကျွန်တော်သည်နေရံမှကြက်မွေးကိုယူ၍ဗီဒီယိုအပေါ်နှင့်ဘေးဘက်နေရံများကိုပါတုပ်လိုက်၏မဟုတ်ဘူးမမရဲ့မမကတိတ်အားတာပဲအပေါ်အိတ်စင်ကဖေအိတ်တဲ့နေရာကွာမမဝင်အိတ်တော့ဖေဖုံးနှိမ်သွားမှာပေါ့ဟုတ်တယ်နော်ဖေကျွန်တော်ရေမိုးလိုက်ပါသည်ဖုံးနှိမ်တာတွေဖုံးမြင့်တာတွေအယုံကြည်မရှိပါဘူးသားရဲ့အစင်ပြေတယ်လို့အိတ်လိုက်တာပဲသားနဲ့သမီးညီပြီးအိတ်ချင်တယ်လို့အိတ်ကြပါဖေကထမင်းစားကန်နဲ့လဲအိတ်လိုက်တာပဲကုံပတ်ပေါ်လဲအိတ်လိုက်တာပဲဖေဘာဖြစ်လို့အိတ်စင်နှစ်ခုထားရလဲရင်အောက်အိတ်စင်ကဘသူစွမ်းပြည့်နေဟာလေ
ကျွန်တော်ရေမောကခေါင်းခါရမ်းလိုက်မိသည်ထို့နောက်အခန်းထဲမှထွက်လာခဲ့တော့သည်ရေစုံဖြစ်၍မော်တော်သည်တရိပ်ရိပ်လျင်မြန်စွာပြေးနေသည်မွန်းလွဲပိုင်းဖြစ်၍လေအနှဲငယ်တိုက်ခတ်နေရာလှိုင်းအသစ်တစ်ရှိ၏လှိုင်းတို့သည်ကျွန်တော်မော်တော်အားအနှဲငယ်များပင်နောက်ဆက်ခြင်းမရှိမော်တော်ဥချွင်ကလေးသည်ရေပြင်ကိုအရှိန်ပြင်းစွာထိုးခွဲလျက်မြားတစ်စင်းပတ်မှပြေးလွှားနေလေသည်အရှိတ်ဘက်စီမှတောင်ကုန်ဖြင့်တန်းကြီးကိုမြင်ရသည်ရေနံချောင်းသို့ရောက်တော့မည်သားတို့သည်ရေနံချောင်းအိမ်သို့ဝင်ကျင်သေးသည်လားကျွန်တော်ကိုဘာမှကြိုတင်မပြောထားခဲ့ပေကျွန်တော်အပေါ်ထပ်တက်၍သားတို့ကိုအတန်ပြုလိုက်သည်သားတို့ရေနံချောင်းကိုဝင်ဦးမလားဘာပစ္စည်းယူရအောင်မလဲအခန်းတကားပွင့်သွားပြီးတမီးနှင့်သားတွန်းထိုး၍ထွက်လာ၏လက်ရန်စီသို့နှစ်ယောက်သားပြေးကြပြီးမြစ်ပြင်ရှုခင်းကြီးကိုတဲကြီးမဲကြီးလိုက်ကြသည်ရောက်တော့မယ်ဟုတ်လားနိုင်ဝက်တောင်မရှိသေးဘူးရေစုံလီကွာမြန်နေဟောဟိုမှာစနေနံဖျားအောင်မြင်နေရပြီမဝင်တော့ပါအောင်ဖေဖေမမဝင်ဦးမလားဟင်းအင်းဒါပေမဲ့အိမ်ကိုမော်တော်ပေါ်ကနေမြင်ရမလားမြင်ရတာပေါ့သမီးရဲ့ခဏလေးဆောင်ခဏလေးကျွန်တော်ဒီဆက်လင်ကန်းသို့ဆင်းသွားပြီးရေနံချောင်းစိတ်ကန်းသို့မဝင်တော့ကြောင်းကျွန်တော်လက်ထောက်ဆက်လင်ကိုပြောလိုက်သည်သို့တော့ရေနံချောင်းကိုမလွင်မချင်းဆက်ရှင်ကိုခက်လျှော့လျှော့မောင်းနေရန်စက္ကန်းသို့တရင်ပို့လိုက်ပါသည်မော်တော်သည်ဘူကျွန်းတဲတောင်ခုံ၏ဘေးသို့ရောက်လာခဲ့ပြီးသူရှိဘက်မှရေနံချောင်းမျိုးကိုကုန်းမှုအထက်မှစိမ့်မောင်သည့်အစုအဝေးဖြင့်မြင်တွေ့ရသည်ကုန်းမြင့်တိုင်းတွင်ရွှေရောင်ဝန်းလက်နေသည့်ဖျားစီတီများရှိသည်ဟောဟိုဟာတပြေတန်းစိတ်လို့ခေါ်တယ်ဟိုတော့ကဖေဖေတို့ရေနံတင်တဲ့ပိန်းကော့မကြီးတွေစိုက်တဲ့စိတ်ကန်းကွာအခုတော့စိတ်ကန်းကနုံးတွေတင်ပြီးမြေပြင်ဖြစ်နေပါပြီရေကြီးချိန်လောက်ပဲရေမြုပ်တော့တာကျွန်တော်လက်ညှိုးညွှန်ပြရမှာဘူးကျွန်းကုန်းမြင့်ဤတစ်ဖက်ကမှုံဝါသောအစုအဝေးကလေးသာဖြစ်သဖြင့်သားတို့အာယုံစူးစိုက်၍ရမှာမဟုတ်သည်ကိုကျွန်တော်ရိပ်မိသည်မော်တော်သည်စနီနန်စိတ်ကန်းကိုကြော်လွင်ပြီးနောက်ရွှေမြင်မိဖျားစီသို့ချဉ်ကပ်လာသည်မော်တော်သည်စိတ်ကန်းဘက်သို့အနှဲငယ်ကပ်၍မောင်းနှင်နေရာခက်ဝေးဝေးမှရေနံချောင်းစည်းရုံအဆောက်အဦခေါင်မိုးပိုင်းနှင့်အုံးပင်ထိပ်ပြားဆွများကိုလမ်းမြင်နေရသည်ထို့နောက်အောက်တော်ရညောင်ပင်စိတ်ကန်းနေရာထိုမှလွန်သောရွှေဘုံသာကုန်းမြင့်နှင့်ရွှေဘုံသာစီသည်ထို့နောက်သားတို့သည်မြစ်ပြင်မှနေ၍သူတို့အိမ်ရှိရာငွေပုံသားရက်ကွက်ကိုတခါမှဖြတ်မသွားဘူးသောကြောင့်သူတို့အိမ်ကိုကုန်းမြင့်ခတ်မုံမှမြင်လင်းမမိနိုင်မှာမဟုတ်ပါဟောဟိုမှာသမီးဟောဟိုကမ်းပါးဆောက်ကြီးတွေကဖူးစာကုန်းပဲပေါ့အဲ့ဒီကဘာရဲ့ဟိုဘက်မှာတစ်ပင်တွေအုပ်ဆိုင်နေတဲ့ခြံဝိုင်းကြီးကိုမြင်ရလားတိုက်အဝါရောင်နဲ့သူတခုတည်းကျွန်တော်ရှိတွင်ကုန်းမြင့်ကြီးပေါ်၌စိမ့်ညွန့်အုပ်ဆိုင်နေသောခြံဝိုင်းကြီးရှိနေသည်ထိုအိမ်ကြီးသည်သားတို့၏အကိုဦးမင်းခေါင်၏အိမ်ကြီးဖြစ်သည်သားတို့၏တတိအေးအောင်ကိုထိုနေအိမ်ကြီးမှာမွေးဖွားခဲ့သည်တွေ့ပြီမောင်လေးရေဟောဟိုမှာမမတို့စီးတဲ့တန်းလေးဟောဟိုဟာမျက်လေးချုံကြီးပဲဖြစ်ရမယ်သမီးရတေးသေးမုံမုံကလေးမြင်ရတော့သူ့တတိ၏အိမ်ကိုအာယုံမျက်စိဖြင့်ဖြည့်ဆွက်ကြည့်ကခန်းစားဟန်တူပါသည်လက်ခုပ်လက်ဝါတီလျက်ရင်သက်ရှုမောအံ့ဩနေသည်မြင်မအိုအောင်သောတိုက်ဝါကြီးသည်အနောက်ဘက်နရံ၌တိုက်ပန်းတွေပင်များတွေ့တက်လျက်ရှိပေလိမ့်မည်ခြံဝင်းတောင်မှာမမအိမ်ဆိုးမိတယောက်ခေါင်းဝန်းဖဖကလေးဖြင့်ဒဏ်လေးစီးနေခဲ့ဘူးပေလိမ့်မည်အခုလောက်ဆိုရင်မျက်လေးပန်းတွေခဲလို့ရှိမှာပဲသမီးကလွမ်းဆွစွာရေရွေ့၏ကျွန်တော်အာယုံထဲမှာတော့ကြီးကျယ်ခမ်းနားသောခြံဝိုင်းကြီးရှိသို့တွန်းဆုပ်သည့်ခြေလမ်းများဖြင့်မဝမရဲတိုးကပ်လာသော18နှစ်အရွယ်မိန်းကလေးငယ်တယောက်ကိုသာမြင်ယောင်လာမိသည်အိမ်ကြီးဤစိန်ကအေးဆက်သောကြိုးဆိုမှုကိုရင်ဆိုင်ရသောအခါသူခမဘလောက်တောင်ထိတ်လန့်ချောက်ချားခဲ့မှာပါလေငွေပုံသားအောင်မော်တော်ကကြော်လာခဲ့သောအခါကျွန်တော်အာယုံထဲမှကလေးမလေးဤနွမ်းနေသောအပြုံသည်ပို၍ထင်ရှားပြီးပြင်လာ၏မမ၏မိမိတော်ငွေအိမ်သည်ကျွန်တော်တွေ့ဘူးသမျှအမျိုးသမီးများတွင်တတိအကောင်ဆုံးမိမတအူဖြစ်သည်သို့သောအရာရာကိုရိုးသားစွာအရှိကိုအရှိတိုင်းမြင်တတ်သူဖြစ်ပါသည်အဲ့ဒီငွေပုံသားရက်ကွက်နဲ့တက်တဲ့ဟိုးပတ်စီမှာဘေးမဲ့ဆိုတဲ့ရက်ကွက်တစ်ခုရှိတယ်သားအဲ့ဒီမှာသားတို့သမီးတို့ရဲ့ဖိုးဖိုးကြီးပိုင်တဲ့ရေနံတွင်းတွေရှိတယ်ဆက်တွင်းတွေရောလက်တွင်းတွေရောရှိခဲ့တယ်အဲ့ဒီဘေးမဲ့မှာပဲမင်းတို့ဖွားဒေါင်းငွေအိမ်ရဲ့အင်္ဂလိပ်တစ်လုံးလေးရှိခဲ့ဘူးတယ်တဲတတာအင်္ဂလိပ်ကိုအိမ်ဟုပင်ကျွန်တော်ခေါ်ပါမည်ဖွားရဲ့အိမ်ဟုတ်လားသမီးအံအောင်မှာပေါ့ဖွားကိုကုန်းဆောင်သူအဖြစ်သာသမီးတည်ထားခဲ့မည်ဖြစ်ကြောင်းကျွန်တော်ငကိုကလေးကရိပ်မိထားပါသည်ဟုတ်တယ်ကျွန်တော်သည်မိမိတော်ငွေအိမ်အကြောင်းဘယ်ကားစား၍ပြောရမှန်းမသိပဲတခဏတွင်းဆုံနေသည်၏မိမိအသက်9နှစ်အရွယ်တွင်သူ့မိခင်နှင့်အတူရေနံမြေမှာဈေးရောင်းသွားရသည့်အကြောင်းကစပြီးပြောရမလားဦးမင်းကောင်နှင့်စတွေ့သည့်အဖြစ်ကစပြီးပြောရမလားမလိုအပ်ဘူးဟုထင်သည်မိမိဘဝ၏အဓိကဒုက္ခဆင်းရဲစတင်ရာကာလစီမှစ၍ပြောရမည်ဟောဒီကဘာကြီးမှာလူတွေဟာနှမျိုးနှစားရှိတဲ့သမီးလောကနဲ့ပတ်ဝန်းကျင်ဟာပြုပြင်ပြောင်းလဲပြီးတာကိုခံလိုက်ရတဲ့လူတွေကတစ်မျိုးနောက်တစ်မျိုးကတော့သားနဲ့သမီးသည်ကျွန်တော်ဤစကားနိဒန်းကိုစိတ်ဝင်စားကြဟန်ရှိပါသည်နောက်တစ်မျိုးကတော့လောကနဲ့ပတ်ဝန်းကျင်ကိုပြုပြင်ပြောင်းလဲပေးနိုင်စွမ်းရှိတဲ့လူတွေပဲ
သမီးကကျွန်တော်ကိုတွေ့ဝေစွာငေးကြည့်ရင်ခေါင်းငိမ့်သည်။ယခုဆိုရင်မိသားစု၏ရာဇဝင်ကိုကျွန်တော်စတင်ပြောဆိုနိုင်ပြီ။ဤဇတ်လန်းတွင်တာမန်ဇက်ရန်ကလေးတဦးသာဖြစ်သောကျွန်တော်အကြောင်းကိုကျွန်တော်ပြောပြရ၌ကျွန်တော်ဟူသောပြောသူနန်းစာကိုမသုံးမဲသူဟူသောတတိယနန်းစာကိုသုံးပြခဲ့လင်သမီးနှင့်သာကျွန်တော်အပေါ်ခွန်လွတ်စေလိုပါသည်။ဘဝ၏နာကျင်မှုဝေဒနာနှင့်ပူပင်သောကများစိတ်အားငယ်ရှက်ရွံ့မှုများကိုကျွန်တော်ပြန်ပြောပြရ၌ကျွန်တော်မဟုတ်ခဲ့လေတဲ့အောင်ဟန်ဆောင်မှုမျိုးဖြင့်သာအစအဆုံးပြောပြနိုင်စွမ်းရှိမှာမို့ပါဟုသမီးနှင့်သာသဘောပေါက်ပါလိမ့်မည်။အခုဖေဖေပြောပြမှာကလောကနဲ့ပတ်ဝန်းကျင်ကိုပြုပြင်ပြောင်းလဲပေးလိုက်တဲ့လူတွေရဲ့အကြောင်း